လမ်းဘေးဈေးတဲ့တူးစီကနေထူးဆန်းတဲ့ဖန်တစ်တာတစ်လုံးကိုကျွန်တော်ဝယ်ခဲ့တဲ့အဲ့ဒီထဲမှာတင်းငယ်တဲ့ကြင်ကြံချင်းကဘာတစ်ခုလုံးရှိနေတာကိုတွေ့လိုက်ရတယ်ကျွန်တော်ပြစ်ထည့်လိုက်တဲ့ပစုံလက်မတစ်ခုဟာကြောက်မက်ဖွယ်ကောင်းတဲ့မိစ္ဆာသားရဲကြီးတစ်ကောင်ဖြစ်သွားပြီးအယုဒ္ဓတစ်လက်ဟာလည်းအေဂရီတစ်ပါးကိုချိတ်ပိတ်ထားနိုင်တယ်ဆိုတဲ့နတ်ဖျားလက်နက်တစ်ခုဖြစ်သွားခဲ့တယ်သူတို့ရဲ့အမြင်မှာတော့ကျွန်တော်ဟာထာဝရကာလကိုအုပ်ဆိုးတဲ့တကိုးရှင်တဲ့ဖျားတစ်ပါးပေါ့ဒါပေမဲ့အမှန်တရားကတော့ကျွန်တော်ဟာအသက်ရှင်ဖို့3လတောင်မပြည့်တော့တဲ့ကင်ဆာဝေဒနာရှင်တစ်ယောက်သာဖြစ်ပါတယ်ကျွန်တော်မှယူထားတဲ့ပစုံထုတ်ခင်းရောက်လာတော့အဲ့ဒါကိုကင်ရင်ဖန်တစ်တာကခလုတ်ကိုဖွင့်ပြီးလိုက်ကြည့်နေမိတဲ့ကျေပြောလာတဲ့တဲကန်နာယာကြီးတစ်ခုကမြင်ကွင်းထဲမှာပြည့်နေနေပြီးတင်းငယ်တဲ့အရာတစ်ခုပြေးလွှားနေတာကိုမြင်လိုက်ရတယ်မမ်မီလူနဲ့တေချာကြည့်လိုက်တော့မှအနာတရားတွေနဲ့မိန်းကလေးငယ်တစ်ယောက်ဖြစ်နေတာကိုသိလိုက်ရတယ်သူမရဲ့နောက်မှာတော့အေယာမဝင်ပလွေနဲ့ကြီးနှကောင်ကကတ်လိုက်လာနေတယ်အသေးအတန်ဖြစ်နေတဲ့သူမဟာလက်ညှိုးကိုနောက်ပြန်ထိုးလိုက်တဲ့အခါပြန်တန်းနိုင်တဲ့ဓာတ်တလက်ဟာအလင်းနဲ့တစ်ခုလိုပြေးထွက်သွားပေမဲ့ဝင်ပလွေတွေကတော့အရှိန်မပြတ်ပဲရှောင်ထွက်သွားကြတယ်ဝင်ပလွေတွေကသူမကိုတိုက်ခိုက်ပြီးမြေပြင်ပေါ်ကိုလဲကျသွားစေကစတင်ကြိုက်ခဲပါတော့တယ်ဒီမြင်ကွင်းကတကယ်အပြင်လောကလူခံစားနေရတာကြောင့်ကျွန်တော်ညင်ကြည့်မနေနိုင်တော့ဘူးတစ်တာကိုရောင်းတဲ့အဖိုးကြီးကဒါဟာအပြန်လန်တုတ်ပြန်မှုရှိနိုင်တယ်လို့ပြောခဲ့တာကြောင့်ကျွန်တော်ဟာသွားကြထိုးတဲ့နှစ်ခုကိုယူပြီးအပေါ်ကနေပစ်ချလိုက်တယ်အဲ့ဒီသွားကြထိုးတဲ့တွေဟာအေယာမလန်ရှိကြီးတွေလိုပြုတ်ကျသွားပြီးဝင်ပလွေနှစ်ကောင်လုံးကိုတခဏချင်းမှပဲစိုက်ဝင်သွားစေခဲ့တယ် Frost ကတော့မယုံကြည်နိုင်လောက်အောင်မေးကြည့်နေမိတယ်သူမဟာပတ်ဝန်းကျင်ကိုဝေးဝဲရှာဖွေပေမဲ့ဘာမှမရှိပဲဟာလာဟင်းလင်းတဲကန်နာရကိုပဲတွေ့ရတယ်စဉ်းစားနေဖို့အချိန်မရှိတာကြောင့်သူမဟာဆေးလုံးတစ်လုံးကိုမျိုးချပြီးဒဏ်ရာတွေတက်တာအောင်တရားထိုင်ခဏကြာမှတော့ခွန်အားတွေပြန်ရလာပြီးအေယာမတစ်သားတိုင်ကြီးနှစ်ခုလိုဖြစ်နေတဲ့တွားကြထိုးတဲ့တွေစီကိုရှောက်သွားကအောက်မှာတည်နေတဲ့ဝင်ပလွေမိစ္ဆာတွေကိုစိုက်ကြည့်နေမိတယ်သူမခေါင်းတစ်ဖူးကနေချွေးစေးတွေပြန်လာခဲ့တယ်ဒါကိုလုံနိုင်တဲ့သူဟာအင်မတန်အစွမ်းထက်တဲ့စီနီယာပညာရှင်ကြီးတစ်ယောက်ဖြစ်ရမယ်လို့သူမတွေးမိတယ်သူမကလက်အုပ်ချပြီးဥညွတ်လိုက်ကကျမကအပြာရောင်မိုးချိုးကိုင်းကတပည့် Frost ပါကျမကိုကယ်တင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်စီနီယာလို့ပြောလိုက်တယ်ဒါပေမဲ့ဘာတန်မှပြန်မကြားရပဲတိတ်ဆိတ်နေခဲ့တယ်အဲ့ဒီအချိန်မှာတော့သူမခေါ်နေတဲ့စီနီယာကြီးဟာပစုံထုတ်လာပို့တဲ့သူကိုတကားဖွင့်ပေးနေတာပါကျွန်တော်ဟာတစ်တာကိုအခန်းထဲပြန်တယ်လာပြီးစားဖို့ပြင်နေတော့တစ်တာတွေကမိန်းကလေးငယ်ဟာတွားကြထိုးတဲ့တွေရှိမှဒူးထောက်ပြီးပါဇက်ကတိုးတိုးလေးပြောနေတာကိုသတိထားမိလိုက်တယ်ကျွန်တော်အနားကပ်ပြီးနားထောင်လိုက်တဲ့အခါစီနီယာရဲ့အကူအညီအတွက်ကျေးဇူးတင်ပါတယ်တခြားသူတွေမယူခင်စီနီယာရဲ့မြင့်မြတ်တဲ့လက်နက်တွေကိုပြန်သိမ်းဆေးပေးပါလို့ပြောနေတာပါမြင့်မြတ်တဲ့လက်နက်တွေဒါတွေကတွားကြထိုးတဲ့တွေပဲလေဒီအရာရဲ့တုတ်ပြန်မှုတွေကတကယ်ကိုအံ့ဩစရာပါပဲကိုပိုင်ဇလန်းတွေတောင်ဖန်တီးပေးနေတာပဲကျွန်တော်သူမကိုဂယုမဆိုင်ပဲဆက်စားနေလိုက်တဲ့မိန်းကလေးငယ်ကတော့တွားကြထိုးတဲ့တွေနားမှာစိုးရိမ်တကြီးနဲ့လမ်းလျှောက်နေရင်ရုတ်တရက်လဲကျသွားတယ်သူမဟာ15ရက်လောက်ဘာမှမစားရသေးတာပါသူမရဲ့ကြင်ကြံခြင်းအဆင့်က73ဆင့်ပဲရှိသေးတာကြောင့်စွမ်းရည်တစ်ခုတည်းနဲ့တင်မရှင်တန်နိုင်သေးပါဘူးသူမရဲ့အကြည့်တွေကဝင်ပလွေသေးကောင်စီရောက်သွားတယ်အသက်ရှင်ဖို့အတွက်သူမမှာတခြားရွေးချယ်စရာမရှိပဲဝင်ပလွေသားတစ်လုံးကိုလှီးပြီးပါဇက်ထဲထည့်လိုက်တဲ့အသားစိမ့်နှံ့ကြောင့်သူမပြုတ်တက်လာပြီးမဲ့အသက်ရှင်ဖို့အတွက်အတင်းမျိုးချနေရရှာတယ်ကျွန်တော်ဟာဒီမြင်ကွင်းကိုစိတ်ဝင်စားကြည့်နေမိတယ်ပြီးတော့ကျွန်တော်ရဲ့ပစုံလက်မှတ်တစ်ခုကိုသူမဘေးမှာညင်သားစွာချပေးလိုက်တယ်အေယာမမီနီယောင်ယာကြီးတစ်ခုကသူမရှိကိုဝုန်းကနေပြုတ်ကျသွားတာကြောင့်မြေပြင်ကြီးတုန်ခါသွားတယ်သူမဟာအန်အော်တကြီးနဲ့မောကြည့်လိုက်မိတယ်ဒါဘလို့သားရဲကြီးရဲ့လက်မလဲကြီးမလိုက်တာလို့သူမတွေးနေတော့မှပဲအတန်တစ်ခုကသူမရဲ့စိတ်ထဲကိုရောက်လာတယ်စားလိုက် Frost ဟာပတ်ဝန်းကျင်ကိုချက်ချင်းလိုက်ကြည့်ပေမဲ့ဘာမှမတွေ့ရပြန်ဘူးဒါပေမဲ့စီနီယာကြီးကတဖန်ပြန်ပြီးကူညီလိုက်ပြီဆိုတာကိုသူမနားလည်လိုက်တယ်စီနီယာကျေးဇူးတင်ပါတယ်လို့သူမပြောလိုက်တယ်ပစုံလက်မရဲ့အနမ်းကြောက်တင် Frost ဟာခွန်အားတွေပြည့်ဖြိုးလာတယ်လို့ခံစားလိုက်ရတယ်သူမဟာပစုံလက်မကိုသူမရဲ့ပြန်တန်းနိုင်တဲ့ဓာတ်နဲ့ထိုးကြည့်လိုက်ပေမဲ့တကြီးကြီးမြည်တမ်းတဲ့အတူဓာတ်ကနှစ်ပိုင်းကျိုးသွားခဲ့တယ်ပစုံလက်မမှာတော့အစင်းရလေးတောင်မထင်ကြံခဲ့ဘူး Frost ဟာကျိုးသွားတဲ့ဓာတ်ကိုကြည့်ပြီးမျက်ရည်တွေဝိုင်းလာတယ်သူမရဲ့ခိုင်းကချမ်းသာတာမဟုတ်တယ်လို့ဒီဓာတ်ကလည်းသူမအတွက်ဆာရာကနှစ်ပေါင်းများစွာစုဆောင်းပြီးမှတုံးလုပ်ပေးထားတာပါအပြင်ကကျွန်တော်ကတော့ဓာတ်ကိုကြည့်ပြီးသဘောကျနေမိတယ်ငွေ800 ယွမ်သုံးလိုက်ရတာတကယ်ကိုတန်တာပဲသူမရဲ့မျက်နှာလေးကိုကြည့်ပါဦးငိုတော့မလို့ပဲဒီလောက်အသေးစိတ်ကြတာတကယ်ကိုမယုံနိုင်စရာပါပဲကျွန်တော်လည်းပစုံလက်မကိုခွဲပေးပြီးသူမဘာဆက်လုပ်မလဲဆိုတာကြည့်ဖို့ဆုံးဖြတ်လိုက်တယ်နောက်ကိုဆုတ်လိုက် Frost ဟာအတန်ကိုကြားပြီးနားမလည်နိုင်ပဲမောကြည့်လိုက်တယ်ကောင်းကင်ရံကနေရွှေရောင်လက်ဝဲကြီးတစ်ခုဆင်းသက်လာပြီးအေယာမပစုံလက်မကြီးကိုအလွယ်တကူပဲစုပ်ကင်လိုက်တယ်အကွဲတန်ကြီးနဲ့အတူအခွန်တွေကွဲထွက်သွားပြီးရွှေရောင်လက်ဝဲကြီးဟာကောင်းကင်ထဲကိုပြန်လဲပြောက်ကွယ်သွားခဲ့တယ်စားလိုက် Frost ရဲ့စိတ်ထဲမှာတော့စီနီယာကြီးဟာအစွမ်းထက်တယ်ဆိုတာသိထားပေမဲ့ဒီလောက်ထိအစွမ်းထက်လိမ့်မယ်လို့သူမထင်မထားခဲ့မိပါဘူးသူမရှိမှဝင်းလက်နေတဲ့ဖြူဖွေးတဲ့အသားတွေကိုကြည့်ပြီး Frost ဟာထိမထားနိုင်တော့ပဲတိတ်ခါတရားတွေကိုဘေးချိတ်ကအငမ်းမရစားပါတော့တယ်သူမစားနေပုံကိုကြည့်ရင်ကျွန်တော်ပါဗိုက်ဆာလာတယ်လို့ခံစားလိုက်ရတယ်ဒါပေမဲ့ရုတ်တရက်တစ်ခုခုကိုသတိထားမိသွားတယ်ကျွန်တော်ပကံထဲကပစုံသားတွေရောနေနေတာပဲပုံရိပ်ရောင်ပြသမှုတစ်ခုကတကယ်အပြင်လောကကအစားအစာကိုဘလို့လောက်ပြောက်ကွယ်သွားစေတာလဲကျွန်တော်သွားကြထိုးတဲ့တွေကိုပြန်ကြည့်လိုက်တော့ဝမ်ပလွေသွေးတွေပေးချင်နေတာကိုတွေးလိုက်ရတယ်မဖြစ်နိုင်တာဒါတကယ်ကြီးလားကင်ဆာကကျွန်တော်အုံနောက်ထိပြန့်သွားလို့စိတ်ချောက်ချနေတာလားကျွန်တော်ခေါင်းကိုလက်နဲ့ပုတ်ပြီးဒါကိုစမ်းသပ်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်တစ်တာတွေကမြင်ကွင်းကအမြဲတမ်းအဲ့ဒီမိန်းကလေးကိုပဲဗဟိုပြုနေပြီးမီတာ300ပတ်လည်ထက်ပိုမှမြင်ရဘူးကျွန်တော်စဉ်းစားနေတော့မှပဲမြေပြင်ကြီးစတင်လောက်ခတ်လာတယ်မြေအောက်ကနေတခုခုကသူ့မစီကိုတန်းတန်းမတ်မတ်လာနေတာပဲသတိထားလို့ကျွန်တော်ပြောလိုက်တယ်စားလို့မဝသေးတဲ့ Frost ဟာသတိပေးတံကိုကြားတာနဲ့ကျိုးနေတဲ့ဓာတ်ကိုဆွဲကင်ပြီးပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တယ်လွင့်စင်နေတဲ့တဲတွေကြားထဲကနေအေယာမတဲကန်နာရလောက်ကောင်ကြီးတကောင်သူ့မစီပြေးဝင်လာတာကိုတွေ့လိုက်ရတယ်ဒီလိုအကောင်တွေကပုံမှန်ဆိုရင်အိတ်ဆက်နေရမှာမဟုတ်လားဘာလို့နိုးနေတာလဲ Frost ဟာသူ့မနောက်ကအေယာမပစုံလက်မကြီးကိုလှည့်ကြည့်လိုက်ပြီးအကြောင်းရင်းကိုရိပ်မိသွားတယ်ဒါပေမဲ့စဉ်းစားဖို့အချိန်မရလိုက်ပါဘူးမီတာ20လောက်ရှိတဲ့လောက်ကောင်ကြီးကသူ့မအပေါ်ကိုရောက်နေပြီလေ Frost ကကျိုးနေတဲ့ဓာတ်ကိုချစ်ပါအောင်စုပ်ကင်ပြီးလောက်ကောင်ကြီးစီခုံဝင်လိုက်တယ်လောက်ကောင်ကြီးကသူ့မကိုအထင်သေးမိတာဟာသူ့ရဲ့အမားပါပဲကျိုးနေတဲ့ဓာတ်သွားကလောက်ကောင်ရဲ့ဥကောင်းထဲကိုစိုက်ဝင်သွားပြီးလောက်ကောင်ကြီးဟာနာကျင်စွာနဲ့ရုန်းကန်အောင်ဟစ်ပါတော့တယ်ကြည့်နေရင်းနဲ့ကျွန်တော်စိုးရိမ်လာတာကြောင့်စပွဲပေါ်ကမိချစ်ကိုယူပြီးလျှက်စစ်ပတ်ပေးတဲ့ခလုတ်လေးကိုဖြုတ်ယူလိုက်တယ်ဖယ်လိုက်တော့ဆိုတဲ့စီနီယာအတန်ကိုကြားတာနဲ့ Frost ဟာအဝေးကိုလွင့်စင်အောင်ခုန်ထွက်လိုက်တယ်
အဲ့ဒီနောက်မှာတော့လောကကြီးတစ်ခုလုံးပြောင်းလဲသွားခဲ့တဲ့ကြည်လင်နေတဲ့ကောင်းကင်ကြီးကပြင်းထန်တဲ့လေပြင်းတွေနဲ့အတူဆုတ်ပြတ်သွားပြီးမြင်းမောင်နေတဲ့တိမ်တိုက်တွေကမိုးကုတ်ဆက်ဝိုင်းကိုဝမ်းမြူသွားတဲ့နေအောင်ကြီးဟာတခဏချင်းမှာပဲပျောက်ကွယ်သွားခဲ့တယ်။တဲကန်နာရလောက်ကောင်ကြီးဟာကြောက်လန့်တကြားနဲ့ထွက်ပြေးဖို့ကြိုးစားပေမဲ့အပေါ်ကနေကြားရောက်လာတဲ့ဖိအားတွေကြောင့်မပြေးနိုင်တော့ပါဘူး။ပြင်းထန်လာတဲ့အပြာရောင်လျှက်စီးတန်းကြီးကကောင်းကင်ကိုခွဲထွက်ပြီးလောက်ကောင်ကြီးပေါ်ကိုကယူနာကင်းမဲ့စွာကြားရောက်သွားတယ်။အဲ့ဒီနောက်တိမ်တိုက်တွေကင်းစင်သွားပြီးနေအောင်ကြီးပြန်လဲထွက်ပေါ်လာချိန်မှာတော့မြေပြင်ပေါ်ကမြေတူးနေတဲ့ကျင်းကြီးတစ်ခုကသာခုနကဖြစ်ရဲ့တက်သေးဖြစ်ကြံရစ်ခဲ့တယ်။ကျွန်တော်ဟာလောင်ကျွမ်းသွားတဲ့လောက်ကောင်တေးသေးလေးကိုကြည့်ပြီးတပြင်းချလိုက်မိတယ်။အဆင်ပြေရဲ့လားလို့မေးလိုက်တော့သူမကကျမအဆင်ပြေပါတယ်။အသက်ကယ်ပေးလို့ကျေးဇူးတင်ပါတယ်။စီနီယာကျမမှာပြန်ပေးဆက်ဖို့ဘာမှမရှိပေမဲ့စီနီယာတစ်ခုခုလိုအပ်ရင်အချိန်မရွေးခိုင်းစေနိုင်ပါတယ်လို့ပြန်ဖြေတယ်။တခြားပြန်တန်းနိုင်တဲ့ဓာတ်ရှိသေးလားလို့ကျွန်တော်မေးလိုက်တဲ့အခါသူမကသူမရဲ့ဓာတ်ပျက်စီးသွားပြီဖြစ်ကြောင်းနဲ့ဆရာဖြစ်သူလုပ်ပေးထားတဲ့လေ့ကျင့်ရေးဓာတ်တစ်လက်ရှိသေးကြောင်းပြောပြတယ်။သူမဟာအိတ်ထဲကနေတစ်သားနဲ့လှုပ်ထားတဲ့ပြန်တန်းနိုင်တဲ့ဓာတ်လေးကိုထုတ်ယူပြီးမြေကြီးပေါ်မှာတေးသေးချာချာစိုက်ထားလိုက်တယ်။စီနီယာဒီဓာတ်မှာစာရေးသားနိုင်တဲ့စီရင်ထုံးတွေနဲ့ဝိညာဉ်ကြောက်တုံးတွေထည့်ထားတာကြောင့်ကြင်ကြံခြင်းမရှိသူတောင်အသုံးပြုနိုင်ပါတယ်လို့ရှင်းပြတယ်။အဲ့ဒီဓာတ်ကသပင်တမြင်ထက်တောင်သေးနေတာကြောင့်ကျွန်တော်ဟာဇာကနာတစ်ချောင်းကိုတုံးပြီးတစ်တာတဲ့ကိုနှိုက်ယူလိုက်တယ်။ Frost ရဲ့အမြင်မှာတော့ကောင်းကင်ကနေအေယာမတန်ချောင်းကြီးနှစ်ချောင်းဆင်းသက်လာပြီးတစ်သားဓာတ်လေးကိုညှက်ယူသွားတာပေါ့။သူမကတော့စီနီယာဟာဘာကြောင့်ကိုထင်မပြတာလဲဆိုတာကိုတွေးပြီးဇဝေဇဝါဖြစ်နေရှာတယ်။ကျွန်တော်တစ်သားဓာတ်လေးကိုလက်ဖွားပေါ်တင်ပြီးကြည့်လိုက်တဲ့အခါတစ်တာတဲ့ကကဘာဟာအစစ်မှန်ဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့တယ်။စီနီယာဒီပစွန်လက်မကြီးကိုကျမနဲ့အတူယူသွားလို့ရမလားကျမရဲ့ဂိုင်းတူညီအကိုတွေမိစ္ဆာတွေရဲ့ဝိုင်းရံပိတ်ဆို့ခြင်းခံနေရတာတစ်နှစ်နီးပါးရှိပါပြီ။သူတို့ကြာတောက်ခံနိုင်မှာမဟုတ်တော့ဘူးလို့ Frost ကတောင်းဆိုလာတယ်။ကျွန်တော်ကအကြောင်းစုံကိုမေးလိုက်တဲ့အခါ Frost ကပြောပြပါတော့တယ်။သူမရဲ့ဆရာဟာဒီကန္နာရထဲမှာအပြာရောင်မိုးကျူးကိုင်းကိုတည်ထောင်ခဲ့တာပါ။မိစ္ဆာမျိုးနွယ်တွေနဲ့နှစ်အတော်ကြာဝေးဝေးနေခဲ့ကြပေမဲ့လွန်ခဲ့တဲ့တစ်နှစ်ကတော့မိစ္ဆာတွေဟာအင်အားလုံးရင်းနဲ့တိုက်ခိုက်လာခဲ့ကြတဲ့ဂိုင်းတစ်ခုလုံးပျက်စီးလူနီးပါးဖြစ်ခဲ့ပေမဲ့တခြားဂိုင်းတွေနဲ့ပူးပေါင်းပြီးခုခံနိုင်ခဲ့တယ်။ဒါပေမဲ့မိစ္ဆာတွေကသူတို့ရဲ့နီးပြူဟာကိုပြောင်းလဲလိုက်ကြပါတယ်။သူတို့ဟာဂိုင်းတစ်ခုလုံးကိုဝိုင်းရံပိတ်ဆို့ထားပြီးရိခါလမ်းကြောင်းမှန်သမျှကိုဖျက်တောက်ကလူများကိုအစာငတ်မှုစေပြီးတဖြည်းဖြည်းချင်းအားရင်ကြီးနေအောင်လုပ်နေကြတာပါ။ Frost ဟာအကူအညီရှာဖို့အတွက်အပြင်ကိုဆေးလွတ်ချင်းခံခဲ့ရတာဖြစ်ပါတယ်။စစ်ကူတွေခုံမလာနိုင်ရင်တော့မှရသမျှရိခါတွေကိုသူမယူဆောင်လာရမှာပါ။အကြောင်းစုံကိုကြားသိရပြီးနောက်မှာတော့ကျွန်တော်နားလည်သွားခဲ့ပါတယ်။ယူသွားလိုက်တော့မလောက်ရင်ကျွန်တော်မှအများကြီးရှိသေးတယ်။လောက်ပါတယ်လောက်တာထက်တောင်ပိုပါသေးတယ်ဒီအသားတွေကဝိညာဉ်စွမ်းရည်တွေနဲ့ပြည့်နေနေတာပဲခန္ဓာကိုယ်ကိုတန်မာစေတာကဆေးလုံးတွေထက်တောင်ပိုစွမ်းသေးတယ်ဒါရှိရင်ကျမတို့မိစ္ဆာတွေကိုပြန်တိုက်ထုတ်နိုင်ပြီ။ Frost ဟာရှေးဟောင်းအမှတ်သားတွေပါတဲ့ဝိညာဉ်တူလောင်အိတ်လေးကိုထုတ်ပြီးအေယာမပုစွန်လက်မကြီးစီကိုဝေယမ်းလိုက်တဲ့အခါလက်မကြီးဟာအိတ်ထဲကိုပျောက်ကွယ်သွားပါတယ်။ပြည့်သွားပြီလား။ဟုတ်ကဲ့ပြည့်သွားပါပြီ။ကျွန်တော်ကတော့အဲ့ဒီအရာနဲ့နောက်ထပ်နည်းနည်းလောက်ပိုပြီးကစားချင်နေသေးတာပါအိတ်ကကျွန်တော်ထင်ထားတာထက်ပိုသေးနေတယ်။စီနီယာကျမဂိုင်းကိုပြန်တော့မယ်စီနီယာရောလိုက်ခဲ့မလားဟင်။ကျွန်တော်မှလှုပ်ရှားလေးတွေရှိသေးလို့နောက်မှပေါ့။နားလည်ပါပြီစီနီယာအားတဲ့အချိန်တိုင်းအပြာရောင်မိုးကျိုးကိုင်းကအမြဲတမ်းကြိုဆိုနေမှာပါ။အဲ့ဒီနောက်မှာတော့ Frost ဟာကန်နာရထဲကိုအပြေးလွှားပြန်သွားပါတော့တယ်။သူမသွားတဲ့နောက်ကိုတစ်တာတဲ့ကမြင်ကွင်းကလည်းလိုက်ပါသွားပါတယ်။တခြားတစ်ဖက်မှာရှိတဲ့ကြည်လင်စမ်းကြောင်းတောင်ကြီးမှာတော့အပြာရောင်မိုးကျိုးကိုင်းကိုအမောင်ရိပ်တွေကဝိုင်းရံထားကြတယ်။တောင်ပတ်လည်မှာလျှက်စီးတန်းတွေနဲ့အတူအလင်းတန်းတွေဝေဝဲနေတာဟာဂိုင်းရဲ့အကာအကွယ်စီရင်ထုံးဖြစ်တဲ့မိုးကျိုးငါးတန်ဖြက်စီးရေးဖြူဟာပဲဖြစ်ပါတယ်။မိစ္ဆာတပ်ဖွဲ့တွေဟာဒါကိုမဖောက်ထွင်းနိုင်တာကြောင့်ရိခါဖြတ်ပြီးအငတ်ထားတဲ့နီလန်းကိုတုံးနေကြတာပါ။မိစ္ဆာစခန်းရဲ့အလဲမှာတော့ဝန်ပုတ်လွေခေါင်းနဲ့မိစ္ဆာကောင်းဆောင်ဘလေးစာစိုးရင်တကြီးလမ်းလျှောက်နေတယ်။ငါအစကတည်းကပြောသားပဲဒီကန္နာရထဲမှာငါတို့အတွက်တောင်ရင်းမြစ်ကမလောက်ငါပါဘူးဆိုမှအခုလူသားတွေကိုပါတိုက်နေရသေးတယ်အားလုံးကဆင်းရဲကုန်ကြပြီးသူတို့စီကအရာအားလုံးကိုတိမ့်ပိုက်လိုက်ရင်တော့ငါတို့တကယ်ပဲချမ်းသာလာမှာမို့လို့လားမှန်တယ်ဒီတိုင်းသာကြာနေရင်လူသားတွေအရင်ကြရှုံးမလားငါတို့မိစ္ဆာတွေပဲအရင်ဒုက္ခရောက်မလားမသိနိုင်ဘူးအဲ့ဒီအချိန်မှာပဲအသက်ကြီးကြီးပုံရိပ်တစ်ခုစခန်းအလဲမှာပေါ်လာတယ်ဘလစ်မင်းပါလို့အခုထိမတိုက်သေးတာလေအရှင်မင်းကြီးအဲ့ဒီအကာအကွယ်စီရင်ထုံးကအင်မတန်ဆွမ်းထက်ပါတယ်ကျွန်တော်တို့မဖောက်နိုင်လို့စောင့်နေရတာပါဟောမင်းမတိုက်ချင်လို့စင်ကြေပေးနေတာလို့ပဲငါထင်တယ်သူစီကထွက်ပေါ်လာတဲ့ PR တွေကြောင့်အနားမှာရှိတဲ့မိစ္ဆာတွေအားလုံးအသက်ရှူရခက်ခဲကုန်ကြတယ်။နေစင်ဆိုဝိညာဉ်တနေအဆင့်ပညာရှင်လားဒီလိုနေရာမျိုးမှာလားလို့ Blaze ကထိတ်လန့်သွားတယ်။အရှင်မင်းကြီးစိတ်လျှော့ပါဦး။တခြားဂိုင်းတွေကလည်းအပြာရောင်မိုးကျိုးဂိုင်းပျက်စီးပြီးရင်သူတို့အလှည့်ရောက်လာမှာကိုကြောက်နေကြတာဒါကြောင့်သူတို့အားလုံးဒီမှာစုပြီးငါတို့ကိုပူးပေါင်းတိုက်ခိုက်နေကြတာပါ။တကိုင်းချင်းစီကဘာမှမဟုတ်ပေမဲ့ပူးပေါင်းလိုက်ရင်တော့ short တွက်လို့မရပါဘူး။အဖိုးကြီးကရေမောလိုက်ပြီးအမိုက်တရိုက်တွေပဲဘာမှမဖြစ်ဘူးမကြခင်အားလုံးကိုရှင်းပြတော့မှ Blaze ကတော့စိတ်ထဲမှာငါဘာပြစ်လုပ်ခဲ့လို့ဒီလိုတွေကြုံနေရတာလဲ။မင်းတို့လူသားတွေရဲ့အရှုပ်ထွေးထဲမှာငါတို့မိစ္ဆာတွေဘာလို့ပါနေရတာလဲလို့တွေးနေမိတယ်။ဒါပေမဲ့မင်းတို့ကတော့အသုံးဝင်ပါတယ်အားလုံးကိုဒီမှာပိတ်မိနေအောင်လုပ်ထားနိုင်တယ်လေဘယ်သူမှလွတ်မသွားဘူးမလားဘလစ်ကတုံဆိုင်နဲ့မိန်းကလေးတယောက်တော့လွတ်သွားပါတယ်အရှင်ဒါပေမဲ့မစိုးရိမ်ပါနဲ့သူမနောက်ကိုလိုက်တက်ဖို့လူတွေလွတ်ထားပြီးပါပြီလို့ပြောလိုက်တယ်အဖိုးကြီးကပုံတူကားချက်တစ်ခုကိုဖြတ်လိုက်တော့အဲ့ဒီထဲမှာပါတာက Frost ရဲ့မျက်နှာပဲဖြစ်နေတယ်ဒါသူမလားလို့မေးတော့ဟုတ်ပါတယ်လို့ဘလစ်ကဖြေတယ်အဲ့ဒီအချိန်မှာပဲဝန်ပလွေမိစ္ဆာလေးတစ်ကောင်အပြေးရောက်လာပြီးအရှင်ဟိုမိန်းကလေးနောက်ကိုလိုက်တဲ့သူတွေအားလုံးအသက်ခံလိုက်ရပါပြီလို့သတင်းပို့တယ်ဒါသူမလွတ်သွားတာလားမဟုတ်ဘူးအရှင်သူမကအခုဂိုင်းစီကိုပြန်လာနေတာပါငါကိုယ်တိုင်သွားတတ်မယ်လို့ Blaze ကပြောပေမဲ့အဖိုးကြီးကမတက်နဲ့ဦးသူမကိုဂိုင်းနဲ့ပြန်ဝင်ခွင့်ပေးလိုက်သူမနဲ့သူမရဲ့ဂိုင်းချုပ်ကိုတခါတည်းညင်မြုပ်ပြင်မယ်လို့တားလိုက်တယ်။ဒါပေမဲ့အရှင်အပြာရောင်မိုးကျိုးဂိုင်းကသူတို့မှရှိတဲ့အစွမ်းကုန်သုံးပြီးသူမကိုအကူအညီရှာဖို့လွတ်လိုက်တာလေတကယ်လို့သူမကအန္တရာယ်ရှိတဲ့တစ်ခုခုယူလာခဲ့ရင်ဘယ်လိုလုပ်မလဲ။အဖိုးကြီးကပြုံးလိုက်ပြီးဒီလောကမှာငါတို့ကောင်းကင်တာအိုဂိုင်းကိုရှင်နိုင်တာဘာရှိလို့လဲငါတို့ကအလဲပိုင်းဒေသမှာနံပါတ်တစ်ဂိုင်းပဲလေ။ Blaze ကတော့ဒီဖိုးကြီးအန္တရာယ်ရှိမှန်းသိပေမဲ့ဒီလောက်အထိဖြစ်လိမ့်မယ်လို့ထင်မထားဘူး။အပြာရောင်မိုးကျိုးဂိုင်းလိုဂိုင်းသေးသေးလေးကကောင်းကင်တာအိုဂိုင်းလိုအင်အားကြီးဂိုင်းနဲ့ဘယ်လိုသွားညှိစွန်းနေတာလဲ။ပြီးတော့အဲ့ဒီမိန်းကလေးကအခြေခံအဆင့်ကိုတော့မရောက်သေးတာပဲလေဝိညာဉ်တနေအဆင့်ပညာရှင်တယောက်ကဘာလို့သူမနောက်ကိုကိုယ်တိုင်ကိုကြလိုက်လံတက်ဖြတ်နေရတာလဲတခုခုတော့မှားနေပြီဆိုတာကို Blaze ရဲ့ဗီဇစိတ်ကသိနေခဲ့တယ်တချို့အရာတွေကမသိတာအကောင်းဆုံးပါပဲ
ကျွန်တော်ရဲ့စပွဲပေါ်မှာတော့တစ်သားသားလေးကတုံခါလာပြီးတဖြည်းဖြည်းကြီးထွားလာပါတယ်နောက်ဆုံးမှာတော့ရှေးဟောက်မှတ်သားတွေပြည့်နေနေတဲ့1မီတာနီးပါးရှိတဲ့တစ်သားသားကြီးတစ်လက်ဖြစ်သွားခဲ့တယ်ကျွန်တော်အန်အော်ဒကြီးနဲ့ကောက်ကင်ကြည့်လိုက်တဲ့အခါဓာတ်ကတကယ်ကိုပေါ်ပါပြီးနှွေးထွေးတဲ့ခံစားချက်ကိုပေးတယ်ဓာတ်ကိုဘယ်လိုသုံးရမလဲဆိုတာကျွန်တော်စဉ်းစားကြည့်လိုက်တယ်ဓာတ်ကလေထဲကိုပြန်တက်သွားတာကိုစိတ်ထဲကပုံဖော်လိုက်တဲ့အခါဓာတ်ကတုံခါသွားပြီးကျွန်တော်လက်ထဲကနေလေထဲကိုတဖြည်းဖြည်းမြင့်တက်သွားကကျွန်တော်စိတ်ညွှန်းရစီကိုဝေဝဲပြန်တန်းနေပါတော့တယ်ကျွန်တော်ရဲ့ရင်တွေတဒိမ့်ဒိမ့်ခုန်လာခဲ့တယ်တစ်တာတွေကထုတ်လိုက်တဲ့အရာကအပြင်လောကမှာတကယ်ကြီးအသုံးဝင်နေတာပဲကျွန်တော်သိစရာမလိုတော့ဘူးထင်တယ်တကယ်လို့အဲ့ဒီကဘာတွေကစီးလုံးတွေကိုသာထုတ်ယူနိုင်ရင်ကျွန်တော်ယောဂကိုကုသနိုင်မှာပါဒီစိတ်လှုပ်ရှားမှုကိုထိန်းချုပ်ရင်အရင်ဆုံးအတီးပြရမယ့်အချက်တစ်ခုရှိပါသေးတယ်ဒီတစ်တာကိုရောင်းတဲ့အဖိုးကြီးကဘယ်သူလဲဆိုတာပါပဲနိုင်ဝက်လောက်ကြာမှာတော့ကျွန်တော်အရင်ကဈေးဆိုင်ရှိတဲ့နေရာကိုပြန်ရောက်သွားပေမဲ့ဆိုင်ရောအဖိုးကြီးရောမရှိတော့ပါဘူးအနာကဈေးတဲ့တယောက်ကပြုံးပြီးဟေ့လူလေးအဲ့ဒီအဖိုးကြီးကမင်းကိုပါလိန်သွားပြီလားလို့မေးတယ်သူပြောပြချက်အရအဖိုးကြီးရဲ့သားကရှေးဟောင်းတင်းချိုင်းတွေကိုတူးဖော်တဲ့သူဖြစ်ပြီးအဖိုးကြီးကတော့ပြန်ရောင်းတဲ့သူပါလွန်ခဲ့တဲ့ရက်ပိုင်းကပဲတားဖြစ်သူကတင်းချိုင်းပြိုကျပြီးအရှင်လက်လက်မြေမြုပ်ခံလိုက်ရတယ်လို့အဖိုးကြီးကလည်းနှလုံးရက်ပြီးတေဆုံးသွားခဲ့ပါတယ်ဒါကြောင့်ကျွန်တော်ပေးလိုက်တဲ့ငွေ800ဟာလွှင့်ပစ်လိုက်ရတယ်လို့ပါပဲကျွန်တော်ငေးတိုင်နဲ့ရက်နေမိတယ်ဒီတစ်တာကတင်းချိုင်းတွေကထွက်လာတာဖြစ်ပြီးဒါကိုထိမိတဲ့သူတိုင်းတေကုန်ကြတာလားဒါပေမဲ့ကျွန်တော်မှလည်းအသက်ရှင်ဖို့ရက်အနေငယ်ပဲကျွန်တော်ဒါဆိုတော့ဒါကိုတိတ်မကြောက်တော့ပါဘူးအဲ့ဒီအချိန်မှာဝမ်ကွက်ညီဖြစ်သူလီယိုစီကဖုန်းလာပါတယ်သူကဝမ်ကျင်းတောင်ပေါ်မှာအလုပ်တစ်ခုရှိတာကြောင့်လာခဲ့ဖို့ခေါ်တာပါဝမ်ကျင်းတောင်ဟာချမ်းဟဲမြို့မှာအကြီးဆုံးတောင်တန်းကြီးတစ်ခုဖြစ်ပါတယ်တောင်ပေါ်ကိုတက်သွားတဲ့အခါကျွန်တော်ဟာလုံးဝမောပန်းခြင်းမရှိတာကိုသတိထားမိလိုက်တဲ့ခန္ဓာကိုယ်ထဲမှာစွမ်းရည်တွေအဆက်မပြတ်စီးဆင်းနေတယ်လို့ခံစားရတယ်တောင်တက်သမားတွေကကျွန်တော်ကိုလိုက်ဖမ်းပေမဲ့ကျွန်တော်ရဲ့ခြေလမ်းတွေကိုမြင်အောင်မမြင်ရတော့ပါဘူးဒါဟာဓာတ်ထဲမှာရှိတဲ့ဝိညာဉ်ကြောက်တုံးတွေကနေကျွန်တော်စီကိုစွမ်းရည်တွေပေးပို့နေတာကြောင့်ဖြစ်ရမယ်နောက်မှ Frost စီကနေစနစ်တကျကြင်ကြံတဲ့နီးစနစ်ကိုတောင်းရမယ်ကျွန်တော်ကအစွမ်းထက်ဆုံးဖြစ်ချင်တာမဟုတ်ပါဘူးအသက်မသေးခြင်းယုံတက်ပါတောင်ထိပ်မှာတော့ဟောင်းနှွမ်းနေတဲ့တာအူဖျားเจ้าတစ်ခုကိုတွေ့ရပြီးလီယိုကကျွန်တော်ကိုလှမ်းခေါ်ပါတယ်သူကတာအူဖုန်ကြီးတင်းတန်းဆင်းလက်မှတ်ရထားတာပါအခုခေတ်ကတာအူဖုန်ကြီးလုပ်ဖို့တောင်လိုင်စင်လိုတယ်ကွာပတ်စံတော့တိတ်မရပေမဲ့အငက်တော်မသေးဘူးပေါ့လို့သူကပြောပါတယ်လီယိုကကျွန်တော်ပေါ်အချိန်ချင်းကူညီခဲ့ဘူးလားကြောင့်ဒီတစ်ခါတော့သူ့ကိုကျွန်တော်ပြန်ကူညီဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီညမှာပဲကျွန်တော်ဟာတောင်ပေါ်ကမှောက်မဲနေတဲ့တောအုပ်ထဲကိုတွားပြီးပြန်တန်းနိုင်တဲ့ဓာတ်ကိုထုတ်လိုက်တယ်ဓာတ်ပေါ်ကိုတက်နှင်းလိုက်တဲ့အခါဓာတ်ကလေထဲကိုမြင့်တက်သွားပြီးအချိန်ပြင်းပြင်းနဲ့ပြန်တန်းလာတော့တယ်ကျွန်တော်ဟာစိတ်လှုပ်ရှားစွာနဲ့ဖုန်းထဲကတချင်းတစ်ပုတ်ကိုဖွင့်ပြီးဝန်ချင်းတောင်ပေါ်မှာဝေဝဲပြန်တန်းနေလိုက်တယ်ကျွန်တော်ပြန်တန်းသွားပြီးတိတ်မကြခင်မှာပဲတောင်ပေါ်မှာစခန်းချနေတဲ့သူတွေဟာအံ့အားသင့်စွာနဲ့တယောက်ကိုတယောက်ကြည့်နေကြတယ်အခုနောက်ကငါတို့နက်ဖျားတစ်ပါးပြန်သွားတာကိုမြင်လိုက်တာလားဗီဒီယိုရိုက်မိတဲ့သူရှိလားဆိုပြီးတော့ပေါ့ဒီသတင်းကတော့အင်တာနက်ပေါ်မှာချက်ချင်းပဲနာမည်ကြီးသွားပါတော့တယ်ညနေပိုင်းမှာကျွန်တော်အိမ်ကိုပြန်ရောက်လာပြီးမောမောနဲ့အိပ်ပျော်သွားခဲ့တယ်ကျွန်တော်ရဲ့စံတက်မှုတစ်ခုကဝန်ချင်းတောင်တစ်ခုလုံးကိုတုံးလုံးသွားစေခဲ့ပြီးလူတစ်ယောက်ဓာစီပြီးပြန်တန်းနေတဲ့သတင်းဟာလူပြောများဆုံးဖြစ်သွားခဲ့ပါတယ်တိုက်တိုက်ဆိုင်ဆိုင်ပဲဝန်ချင်းတောင်ပေါ်မှာတာအိုဖျားเจ้าတစ်ခုရှိနေတာကြောင့်လူတွေကအဲ့ဒီဖျားเจ้าနဲ့ဆက်ဆက်ပြီးတွေးတောနေကြပါတော့တယ်ဒါဟာလူသူမသိအောင်ပုံအောင်နေထိုင်တဲ့တကယ်ကျင့်ကြံသူတယောက်လှုပ်လှရှိတဲ့လုပ်ရမျိုးမဟုတ်လားဆိုပြီးအင်တာနက်ပေါ်မှာဟိုးဟိုးကြော်သွားပါတော့တယ်အဲ့ဒီဘုရားကျောင်းထဲမှာကျင့်ကြံနေတဲ့မတိမျိုးတစ်ပါးရှိနေပြီဆိုတာကိုအားလုံးကတစ်ထပ်တည်းယုံကြည်သွားကြတယ်နောက်တစ်နေ့မနက်မှာတော့ဘုရားကျောင်းဟာလူအုပ်ကြီးနဲ့ပြည့်နေသွားပါတော့တယ်လီယိုရဲ့ဆရာဖြစ်သူအဖိုးကြီးဟာအပြင်ကိုထွက်လာပြီးလူအုပ်ကြီးကိုအံ့အားသင့်စွာနဲ့စိုက်ကြည့်နေမိတယ်ဘသူကမှကံကြမ္မာဟောကျင်တာမဟုတ်တယ်လို့အမွှေးတိုင်ထွန်းကျင်တာလည်းမဟုတ်ကြဘူးသူတို့အားလုံးသိချင်နေကြတာကအဲ့ဒီအဖိုးကြီးတကယ်ပဲဓာစီပြီးပြန်နိုင်သလားဆိုတာပါပဲဒါပေမဲ့ဆရာကြီးကတော့အခြေအနေကိုချက်ချင်းရိပ်မိသွားတယ်ဒါဟာအခွင့်အရေးကောင်းကြီးတစ်ခုပဲလို့သူမြင်လိုက်တယ်ဖះเจ้าကစပီကာတွေထဲကနေခုနကတချင်းကိုပဲအကျယ်ကြီးဖွင့်လိုက်ပါတော့တယ်တစုံတစ်ယောက်ကသူဓာစီနိုင်သလားလို့မေးတိုင်းဘာမှမပြောပဲပြုံးယုံပဲပြုံးပြနေခဲ့တယ်အဲ့ဒီအပြုံးကပဲလူတွေကိုပို့ပြီးယုံကြည်သွားစေခဲ့တာပေါ့အနာကဘုန်းကြီးเจ้าကဘုန်းကြီးတွေကတော့ဒါကိုကြည့်ပြီးစွန့်နေကြတယ်အခုတော့ဖះရှိခိုးဖို့ထက်ကြင်ကြံဖို့ကိုပဲအားလုံးကစိတ်ဝင်စားနေကြတာပါကျွန်တော်လည်းဒီသတင်းတွေကိုကြည့်ပြီးမရေပဲမနေနိုင်တော့ဘူးလီယိုတယောက်တော့အလုပ်တွေတအားရှုပ်နေလောက်ပြီးနောက်တစ်ခါလောက်ထပ်ပြီးပြန်တန်းကြည့်ရင်ကောင်းမလားလို့တောင်တွေးမိတယ်တက်တာတွေကကျင့်ကြံခြင်းကဘာထဲမှာတော့ Frost ဟာနောက်ယောင်ခံလိုက်သူတွေနဲ့ထပ်မတွေ့အောင်မနာလန်းခီးဆက်နေခဲ့တယ်ကံကောင်းစွာနဲ့ပဲလန်ခီးမှာဘာနောက်ရှက်မှမရှိပဲမိုးမလင်းခင်မှာအပြာရောင်မိုးကျူးကန်းကိုပြန်ရောက်သွားခဲ့တယ်အဝေးကနေကြည့်လိုက်တဲ့အခါကြည်လင်စမ်းချောင်းတောင်ကိုဝိုင်းရံထားတဲ့မိစ္ဆာတက်စခန်းတွေကိုအထက်ထက်အခါခါတွေးလိုက်ရတဲ့သူမဟာအရင်ကလုတ်ခဲ့မှုတဲ့လှုပ်ဝက်လမ်းကြောင်းကနေဂိုင်းထဲကိုတတိထားပြီးပြန်ဝင်ခဲ့တယ် Frost ဆိုတဲ့ရင်းနှီးတဲ့အတန်ကိုကြားလို့လှည့်ကြည့်လိုက်တော့သူမရဲ့တငယ်ချင်းရင်ဖြစ်နေတယ်သူတို့နှစ်ယောက်ဟာဝမ်းသာအားရဖက်လဲတကင်းရှိနေကြတယ်နင်းပြန်ရောက်လာလို့တော်သေးတာပေါ့ဆရာကတော့အကာအကွယ်စီရင်ထုံးကဒီနေ့ထက်ပိုမခံတော့ဘူးလို့ပြောနေတာတောင်ပေါ်မှာလည်းရိတ်ခါတွေအကုန်ကုန်နေပြီးနင်းသားပြန်မလာရင်ငါတို့အားလုံးပြီးသွားပြီလို့ရင်ကပြောပြတယ်ဒီသတင်းကြောင့်ဂိုင်းကောင်းဆောင်တွေအားလုံးအပြေးလွှားရောက်လာကြတယ် Frost ကိုဘေးကင်းကင်းနဲ့တွေ့လိုက်ရတဲ့အတွက်အားလုံးကတက်ပြင်းချနိုင်သွားကြတယ်မင်းကလေး Frost ရိတ်ခါတွေယူလာနိုင်ခဲ့ရဲ့လားကျွန်တော်တို့ကိုကူညီမဲ့သူရောပါလာသလားလို့သူတို့ကမျှော်လင့်တကြီးမေးကြတယ် Frost ဟာရိတ်ခါအိတ်ကိုထုတ်ဖို့ပြင်နေတော့မှပဲဆရာဖြစ်သူဆာရာကမျက်နှာပြက်ပြက်နဲ့ရောက်လာပြီး Frost ရဲ့လက်ကိုဆွဲကခမ်းမထဲကိုခေါ်သွားပြီးတကားကိုဝုန်းကနေပိတ်လိုက်ပါတော့တယ်ဆာရာမျက်နှာမှာဝမ်းသာတဲ့အရေးရောက်မရှိပဲဒေါသတွေပဲထွက်နေတယ်နင်းဘာလို့ပြန်လာတာလဲငါပြောထားတယ်မလားထွက်သွားပြီးရင်ပြန်မလာနဲ့လို့ဆာရာဒေါသထွက်တာလည်းအကြောင်းရှိပါတယ်စစ်ကူတွေရိတ်ခါတွေဆိုတာတခြားကိုင်းကောင်းဆောင်တွေကိုအတက်အောင်လိန်ပြောထားတာပါသူမမှရှိသမျှအစွမ်းကုန်သုံးပြီး Frost ကိုအပြင်လွတ်လိုက်တာဟာ Frost တယောက်ပဲအသက်ရှင်စေခြင်းလို့ပါပြန်လာတယ်ဆိုတာတေတွင်းနဲ့ပြန်ဆင်းတာနဲ့အတူတူပါပဲဆရာကျမဆရာကိုပြစ်မထားနိုင်ဘူးလို့ Frost ကမျက်မှောင်ကျုပ်ပြီးပြန်ပြောတယ်ဆာယာကသူမကိုအသက်ရှင်စေခြင်းတလို့ပဲသူမကလည်းဆရာကိုအသက်ရှင်စေခြင်းတာပေါ့တေးရမယ်ဆိုရင်တော့ဆရာနဲ့အတူဒီမှာပဲအသေးခံမယ်လို့သူမကဆုံးဖြတ်ထားပြီးသားပါဆာရာဟာ Frost ရဲ့မျက်လုံးတွေကိုကြည့်ပြီးဘာမှဆက်မပြောနိုင်တော့ဘူးနင်ကတော့တကယ်ကိုလူနာမဲ့လို့ညှိတွားလိုက်တယ်ဆရာကျမရိတ်ခါတွေယူလာခဲ့တယ်ရိတ်ခါအဲ့ဒါကငါတို့ကိုမကူညီနိုင်ပါဘူးမဟုတ်ဘူးဆရာဒါကတကယ်ရိတ်ခါတွေအများကြီးပဲဒါဆိုပြစမ်းဒီအခန်းကတိတ်ကျင်းတဲ့ဆရာအပြင်ထွက်ကြရအောင်
သူတို့နှစ်ယောက်အပြင်ထွက်လာတဲ့အခါအပြင်ကဂိုင်းကောင်းဆောင်တွေကစောင့်မျှော်နေကြတယ်ဆာရာစကားပြောဖို့ပြင်နေတော့မှပဲကောင်းကင်ကြီးမှောင်ကျသွားပြီးအေယာမပစွန်လက်မကြီးတစ်ခုဆင်းသက်လာတာကိုအားလုံးကငေးကြည့်နေမိကြတယ်ဒါဘလို့သားရဲကြီးရဲ့လက်မလဲကြီးမလိုက်တာလို့အားလုံးကရေရွတ်နေကြတယ်Frost ကရှေ့ကိုတက်လာပြီးဂိုင်းကောင်းဆောင်တို့ဒီသားတွေမှာဝိညာဉ်စွမ်းရည်တွေအပြည့်ပါဝင်ပါတယ်ဆေးလုံးတွေမလိုပဲဓာတ်ရိုက်ဆုပ်ယူနိုင်တယ်လို့ခန္ဓာကိုယ်ကိုလည်းတတ်မှစေပါတယ်လို့ရှင်းပြတယ်ဆာရာဟာသူမရဲ့တပည့်ကဒီလိုအရာမျိုးကိုဘယ်ကနေရလာတာလဲဆိုတာစဉ်းစားလို့မရအောင်ဖြစ်နေခဲ့တယ်သူမဟာ Frost ရဲ့လက်ကိုဆွဲပြီးလမ်းမှာဘာတွေဖြစ်ခဲ့လဲဆိုတာအကုန်ပြောပြဆန်းလို့တူတူလေးမိလိုက်တယ်အားလုံးကလည်းစိတ်ဝင်စားနဲ့နားဆွင့်နေကြပြီး Frost ကလည်းဖြစ်ကြောင်းကုံစင်ကိုစတင်ပြောပြပါတော့တယ်ကောင်းကင်ရံကနေပြုတ်ကျလာတဲ့နတ်ဖျားအဆင့်တစ်သားလန့်ရှိကြီးတွေတခဏချင်းမှာပဲအသေးဆိုင်သွားတဲ့ဝင်ပလွေမိစ္ဆာတွေပြင်းထန်လာတဲ့မိုးကြိုးမုန်တိုင်းနဲ့ကောင်းကင်ကကျလာတဲ့လျှက်စီးတန်းကြောင့်တေဆုံးသွားတဲ့တဲခန္ဓာရလောက်ကောင်းကြီး Frost ရဲ့စကားတစ်လုံးချင်းစီတိုင်းကနားထောင်နေသူတွေကိုအံ့အားသင့်စေခဲ့ပါတယ်ဒါဆိုစီနီယာမက်ကတကယ်ကိုအစွမ်းထက်တဲ့စီနီယာကြီးတစ်ယောက်နဲ့တွေ့ခဲ့တာပေါ့လို့ရင်ကအချင်းချုပ်ပြောလိုက်တယ် Frost ကလည်းထက်ခါတလဲလဲခေါင်းညင်းပြပါတယ်တခြားခိုင်းကောင်းဆောင်တွေကတော့တယောက်ကိုတယောက်ကြည့်လိုက်ကြပြီးမင်းကလေး Frost အဲ့ဒီစီနီယာကြီးနဲ့တွေ့ခွင့်ရဖို့ကျွန်တော်တို့တောင်းဆိုလို့ရမလားအခုလိုအချက်တဲမျိုးမှာအဲ့ဒီပုံကူတာကူညီမယ်ဆိုရင်အားလုံးပြောင်းလဲသွားနိုင်တယ်လို့ပြောကြတယ်ဒါပေမဲ့ Frost ကတော့စီနီယာကိုဘယ်လိုဆက်သွယ်ရမလဲမသိတာကြောင့်မျက်နှာပြတ်သွားခဲ့တယ်ဆရာဖြစ်သူဆာယာကအခြေအနေကိုရိပ်မိတာကြောင့်ငါတို့တခါမှမမြင်ဘူးတဲ့သူအပေါ်မှာမျှော်လင့်ချက်အကုန်ပုံမချထားနိုင်ဘူးပြီးတော့အဲ့ဒီလူကနင်ပြောတဲ့လောက်တကယ်ရောအစွမ်းထက်ရလားလို့ခက်ပြက်ပြက်ပြောလိုက်တယ်ဒီစကားကြောင့်အားလုံးငြင်းကြသွားတယ် Frost ကချင်းကြံချင်းအစင်နှိမ့်တဲ့သူတယောက်ဆိုတော့သူမမြင်ခဲ့ရတဲ့ကောင်းကင်ကြီးကိုခွဲထွက်သွားတဲ့မိုးကြိုးတွေနဲ့ကောင်းကင်ကိုဖုံးလွှမ်းသွားတဲ့လက်ဝါးကြီးဆိုတာတွေကလောကအမြင်မကျသေးတဲ့သူတယောက်ရဲ့ချက်ကားပြောဆိုမှုတွေလည်းဖြစ်နိုင်တာပဲလေ Frost ကတော့စီနီယာကတကယ်ကြီးအစွမ်းထက်တာပါဘာလို့ဘယ်သူမှမယုံကြတာလဲဆိုပြီးစိတ်ပူနေခဲ့တယ်တစ်တာအပြင်ဘက်ကကျွန်တော်ကတော့ဒါကိုကြည့်ပြီးနည်းနည်းတော့စိတ်တူလာတယ်ပစုံလက်မကူတော့မနိုင်တဲ့လူကောင်းသေးသေးလေးတွေကငါ့ကိုတန်တရားဝင်ရဲတယ်ပေါ့ကောင်းပြီလေကောင်းကင်ကိုဖုံးလွှမ်းတဲ့လက်ဝါးကြီးမြင်ကျင်နေဆိုရင်ပြပေးရတာပေါ့ Frost ဟာရှင်းပြနေရင်းနဲ့ရုတ်တရက်ငြိမ်ကျသွားပြီးကောင်းကင်ကိုမော့ကြည့်လိုက်တယ်အားလုံးလည်းလိုက်ကြည့်ပေမဲ့ဘာမှမတွေ့ရဘူးအဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့အတန်ကသူ့မစီကိုရောက်သွားတယ်အခုဘာလို့အပ်လဲ Frost ကအတန်ကိုရှင်းရှင်းလင်းလင်းကြားလိုက်ရတာကြောင့်ဆာရာကိုလှည့်ပြောတယ်စီနီယာကကျမတို့ဘာလို့အပ်လဲလို့မေးနေတယ်ဆာရာရဲ့မျက်နှာကတင်းမာသွားပြီးသူမစဉ်းစားရတော့တယ်တကယ်လို့စီနီယာကြီးကိုတိုက်ရိုက်ကူညီခိုင်းရင်ပေးဆက်ရမယ့်တန်ဖိုးကကြီးမားနိုင်တယ်ဒါကြောင့်သူမကဒုတစ်ဖက်ထောက်လက်အုပ်ချပြီးစီနီယာကြီးကျမတို့ရဲ့အကာအကွယ်စီရင်ထုံးကိုဆက်လက်အသက်သွင်းထားနိုင်ဖို့မိုးကြိုးဝိညာဉ်ကြောက်တုံးတစ်လုံးလောက်ပေးသနာတော်မူပါလို့တောင်းဆိုလိုက်တယ်ဒါဟာစီနီယာအတွက်အခက်အခဲဆုံးမဟုတ်ပဲစီရင်ထုံးကိုဆက်ပြီးထိန်းထားနိုင်ဖို့အနည်းငယ်ကင်းဆုံးတောင်းဆိုမှုလို့သူမတွေးလိုက်တာပါရိတ်ခါအဖြစ်ပစုံသားတွေရှိနေပြီဆိုတော့အကာအကွယ်စီရင်ထုံးတာအသက်ဝင်နေရင်မိစ္ဆာတပ်ဖွဲ့တွေအရင်အားအင်ကုန်ခန်းသွားမှာပါတစ်တာအပြင်ဘက်မှာတော့မိုးကြိုးဝိညာဉ်ကြောက်တုံးဆိုတာဘာလဲလို့ကျွန်တော်စဉ်းစားမရဖြစ်နေတယ်နေဦးဒီကဘာလေးကိုကျွန်တော်ထည့်လိုက်တဲ့မြာကတကယ်ဆွမ်းတွေဖြစ်သွားတာပဲလေကျွန်တော်ပစ္စည်းတွေကြားထဲကနေတက်ခဲအဝိုင်းလေးတစ်လုံးကိုထုတ်လိုက်တယ်လျှက်စစ်ဆိုတာလည်းမိုးကြိုးနဲ့အတူတူပဲမဟုတ်လားတစ်တာထဲမှာတော့ဆာရာကစောင့်နေရင်းနဲ့ဘာမှမထူးခြားလာတာကြောင့်ငါတောင်းတာများသွားပြီလားလို့စိုးရိမ်လာတယ်သူမတောင်းပန်မှုပြင်းနေတော့မှပဲတိမ်တိုက်တွေကွဲထွက်သွားပြီးကောင်းကင်ကနေဝိုင်းဆက်နေတဲ့တပ်တုပစ္စည်းတစ်ခုပြုတ်ကျလာခဲ့တယ်အဲ့ဒါကမြေပြင်ပေါ်ကိုဝုန်းကနေကျရောက်သွားပြီးတွင်းကြီးတစ်ခုဖြစ်သွားစေတယ်အဲ့ဒါကဘာမှဘယ်သူမှမသိကြပေမဲ့အလင်းရောင်လေးတွေတော့တောက်ပနေတယ်စီနီယာကဒါကိုတက်ခဲလို့ခေါ်တယ်တက်ခဲမိုးကြိုးတွေစူးစီးထားတဲ့နေရာပေါ်အားလုံးကအေယာမတတုပြားကြီးကိုကြည့်ပြီးနားမလည်နိုင်ဖြစ်နေကြတယ်ဆာရာကတော့အနားကိုတိုးသွားပြီးအဲ့ဒီပေါ်ကိုလက်တင်ကသူမရဲ့အာယုံစွမ်းအားကိုတွင်းကြည့်လိုက်တယ်တခဏချင်းမှာပဲကြည်လင်နေတဲ့ကောင်းကင်ကြီးပြက်ကွယ်သွားပြီးအရက်မျက်နှာအနှံ့ကတိမ်တိုက်တွေရောက်လာကကြည်လင်စမ်းကြောင်းတောင်ကနေလျှက်စီးတန်းတွေကောင်းကင်ရံအထိပန်းထွက်သွားပါတော့တယ်တောင်တစ်ခုလုံးဟာလျှက်စစ်အလင်းတန်းတွေအောက်မှာနင်းမြုပ်သွားခဲ့တယ်ဆာရာဟာနောက်ကိုလွင့်စင်သွားပြီးသွေးတလုတ်အန်လိုက်ရတယ်ဒါကမိုးကြိုးအိုင်ပဲသူမရဲ့မျက်လုံးတွေကမယုံကြည်နိုင်လောက်အောင်တုန်လှုပ်နေတဲ့အလဲပိုင်းဒေတာကမိုးကြိုးဝိညာဉ်ကိုင်းမှာပဲရှိတဲ့မိုးကြိုးတွေကိုစုပ်ယူပေးနိုင်ပြီးခန္ဓာကိုယ်ကိုတမစေကအသားဆိုင်တွေကိုတောင်ပြန်လဲတိဆောက်ပေးနိုင်တဲ့မိုးကြိုးအိုင်မျိုးပေါ့အခုတော့အဲ့ဒီအရာကသူတို့ရှေ့မှာရောက်နေပါပြီအားလုံးလဲတရွေ့မျိုးချရင်းငေးကြည့်နေကြပါတော့တယ်ဆာရာဟာတခြားသူတွေထက်ပိုပြီးတုန်လှုပ်နေခဲ့တယ်ဟုတ်တယ်ဒီမိုးကြိုးအိုင်ကအလဲပိုင်းဒေတာကအိုင်တွေထက်ပိုသေးပေမဲ့သူ့ထဲမှာရှိတဲ့စွမ်းအားကတော့အားမနေပါဘူးပြောရရင်ပိုတော့အစွမ်းထက်နေအောင်မယ်လက်တစ်ဖက်တည်းနဲ့ကောင်းကင်ကိုဖုံးလွှမ်းနိုင်တဲ့သူအတွက်တော့ဒါဟာအပျော်ပြက်လှုပ်ဆောင်ချက်တစ်ခုပဲဖြစ်မှာပါဆာရာရဲ့ပါးစပ်ထောက်မှာသွေးတွေလိုက်ရတာကြောင့်ကျွန်တော်ယူထားတဲ့ဓာတ်ခဲကြီးတွေကိုချက်ချင်းပြန်ချထားလိုက်တယ်ဓာတ်ခဲအဝိုင်းလေးကအားမရှိမှဆိုလို့အကြီးတွေသုံးမလို့ကြံရွယ်ထားတာအခုကြည့်ရတာအဲ့ဒီအသေးလေးကိုပဲသုံးလိုက်တာတော်သေးတယ်ဓာတ်ခဲအကြီးတာသုံးလိုက်ရင်ဆာရာတခါတည်းတည်သွားနိုင်တယ်ဆာရာဟာဂါထာတွေတစ်ခုပြီးတစ်ခုရွတ်ဆိုရင်အကာအကွယ်စီရင်ထုံးကိုဓာတ်ခဲလေးနဲ့ချိတ်ဆက်လိုက်တာကိုကျွန်တော်ကြည့်နေမိတယ်စွမ်းရည်တွေဟာတက်ခဲတဲကနေစီရင်ထုံးတဲကိုတည်ငြိမ်စွာစီးဝင်သွားပြီးမိမ့်မိန်နေတဲ့အလင်းတန်းတွေဟာတောက်ပလာပါတော့တယ်ကြည်လင်စမ်းကြောင်းတောင်တစ်ခုလုံးမှာကြောက်မက်ဖွယ်ကောင်းတဲ့လျှက်စီးတန်းတွေဝေဝဲနေခဲ့တယ်ကျွန်တော်လည်းဒါတွေကိုဖုန်းနဲ့ဗီဒီယိုရိုက်ထားလိုက်တယ်ဒါကတကယ်ကိုထူးဆန်းလုံးပါတယ်ဒီလူကောင်းတေးသေးလေးတွေကတက်ခဲနဲ့စီရင်ထုံးကိုချိတ်ဆက်ဖို့အလုပ်ရှုပ်နေကြတာကိုကြည့်ပြီးကျွန်တော်မပြုံးမဲမနေနိုင်တော့ဘူးတက်ခဲအဝိုင်းလေးဟာလေထဲကိုတဖြည်းဖြည်းမြင့်တက်သွားပြီးကြည်လင်စမ်းကြောင်းတောင်ထိပ်မှာဝေဝဲနေပါတော့တယ်လျှက်စစ်စွမ်းရည်တွေဟာစီရင်ထုံးတဲကိုမနာတမ်းစီးဝင်နေခဲ့တဲ့လောကမှာဘယ်တက်ခဲမှအခုလိုမျိုးအစွမ်းမပြဘူးပါဘူးစီရင်ထုံးမှာစွမ်းအင်တွေပြည့်သွားတော့မှဆာရာဟာအသက်ပြင်းချနိုင်တော့တဲ့ဓာတ်ခဲထဲမှာအားရီကျန်နေသေးတာကိုသတိပြုမိတာကြောင့်သူမဟာအားလုံးကိုဓာတ်ခဲအောက်မှာစုဝေးစေပြီးကြန့်ရှိတဲ့မိုးကြိုးစွမ်းအင်တွေကိုစုပ်ယူစေပါတယ်။သူတို့အားလုံးဟာတရားထိုင်တဲ့ပုံစံနဲ့ထိုင်နေကြပြီးဓာတ်ခဲတွေကထွက်လာတဲ့လျှက်စစ်စွမ်းအင်တွေကသူတို့ရဲ့ခန္ဓာကိုယ်တွေကိုငွေဟောက်တွေလိုစီးဝင်သွားကအသားဆိုင်တွေကိုတတ်မှလာစေပါတယ်။ရန်သူတွေကတကားဝအထိရောက်နေပြီဆိုတော့စွမ်းအားနည်းနည်းလေးတိုးလာတာကတော့အရေးကြီးတယ်လေ။ကြည်လင်စမ်းချောင်းတောင်ကြီးမှာတော့မိစ္ဆာတပ်ဖွဲ့တွေဟာလေထဲမှာဝေးဝဲနေတဲ့တပ်ထုပြားဝိုင်းကြီးကိုအံ့ဩတာကြီးကြည့်နေကြတယ်။သူတို့ရဲ့စီရင်တုံးကပိုပြီးအစွမ်းထက်လာပါလား။ဟိုဝိုင်းကြီးကြောင့်လားဆိုပြီးတော့လည်းဇဝေဇဝါဖြစ်နေကြတယ်။လွန်ခဲ့တဲ့ရက်ပိုင်းကတင်ပျက်စီးတော့မဲ့ပုံစံဖြစ်နေတဲ့စီရင်ထုံးကအခုတော့အရင်ကထက်တောင်ပိုပြီးအစွမ်းထက်နေပါပြီ။ဘလစ်ဟာလည်းပြန်ရောက်လာတဲ့မိန်းကလေးကစစ်ကူတွေတကယ်ခေါ်လာနိုင်တာပဲလို့တွေးမိလိုက်တယ်။
ဒါတွေကလှည့်ကွက်တွေပါလို့အဖိုးကြီးရဲ့အတန်ကကြားဖြတ်ထွက်ပေါ်လာတယ်။ဆာရာနင်ကတော့နှစ်တွေအကြာကြီးပုံနေပြီးမှဒီလိုအပေါ်စားနီးလန်းတွေကိုပဲတုံးနေတော့မဲလားဟိုဝိုင်းကြီးထဲမှာဝိညာဉ်စွမ်းရင်ဘာမှမရှိပါဘူး။မိစ္ဆာတွေကို6လက်မို့လောက်ပဲကောင်းပါတယ်။ဒါပေမဲ့ငါကိုယ်တိုင်ရောက်လာလိမ့်မယ်လို့တော့နင်တို့ကြိုတင်မတွက်စထားနိုင်ဘူးထင်တယ်။ဘလစ်ကတော့အဖိုးကြီးရဲ့မမာနာတွေကိုကြည့်ပြီးစိတ်ထဲမှာတမျိုးခံစားနေရတယ်။နေစင်ဆိုပညာရှင်တယောက်အနေနဲ့ယုံကြည်မှုရှိတာမှန်ပေမဲ့မိစ္ဆာတွေကလူသားတွေအတွက်အသေးခံပေးရမယ့်နေရုပ်တွေပဲလားလို့သူကပြောဖို့ပြင်လိုက်ပေမဲ့အဖိုးကြီးကမစိုးရိမ်နဲ့ဘသူပဲရှိနေငါကိုယ်တိုင်ရှင်းမယ်။တကယ်မသိမျိုးဆိုတာဘာလဲဆိုတာကိုဒီကန္နာရကလူတွေကိုငါပြရသေးတာပေါ့လို့စကားဖြတ်လိုက်တယ်။နောက်တနေ့မနက်မှာတော့ Frost ဟာမိုးမလင်းခင်မှာပဲနိုးနေခဲ့တယ်။သူမရဲ့အရေးပြားပေါ်မှာလျှက်စစ်တွေတစ်ဖြက်ဖြက်မြည်နေပြီးမျက်လုံးတွေကလည်းအပြာရောင်လင်းတွေထွက်ပေါ်နေတယ်။မိုးကြိုးစွမ်းရင်တွေနဲ့မိစ္ဆာသားရဲသားတွေကြောင့်သူမရဲ့ခန္ဓာကိုယ်ဟာအဆင့်တစ်ခုကိုရောက်သွားခဲ့ပါပြီ။သူမရဲ့ခွန်အားဟာ foundation ပေးခြင်းအခြေခံအဆင့်ပညာရှင်တယောက်နဲ့ရှင်နိုင်နေပြီဖြစ်တယ်လို့အဲ့ဒီအဆင့်ရဲ့နောက်ဆုံးပိုင်းမှာရှိနေသူတွေကိုတောင်ရှင်းပြနိုင်စွမ်းရှိနေပါတယ်။ဘေးနာကဂိုင်းကောင်းဆောင်တွေလည်းနိုးလာကြပြီးသူတို့ရဲ့ခွန်အားတွေတိုးလာတာကိုကြည့်ကမယုံနိုင်အောင်ဖြစ်နေကြတယ်။စီနီယာဂိုင်းကိုကျေးဇူးတင်ပါတယ်လို့သူတို့အားလုံးကောင်းကင်ကိုဥညွှတ်လိုက်ကြတယ်။ဆာရာဟာမျက်လုံးဖွင့်လိုက်ပြီး Frost ကိုကြည့်ကအသက်ပြင်းချလိုက်တဲ့အဆင့်မတက်သေးဘူးလား။ Frost ဟာအခုထိ Chi Refinement ချီတက်စင်ခြင်းအဆင့်ရဲ့14ဆင့်မှာပဲရှိနေပါသေးတယ်။တကယ်တော့ဒီအဆင့်မှာ10ဆင့်ပဲရှိတာပါ။ဒါပေမဲ့ Frost ကတော့အဲ့ဒါကိုကြော်လွန်ပြီး14ဆင့်ထိရောက်နေတာတော့နောက်ထပ်အဆင့်တစ်ခုကိုတက်လန်းနိုင်မဲ့အရေးအယောင်မတွေ့ရသေးပါဘူး။ Frost နေ့ရဲ့စင်မြစ်ကဘယ်ကလဲဆိုတာနေ့အများတန်းသိကျင်နေခဲ့တာမဟုတ်လား။အပြင်ကမိစ္ဆာတွေထဲမှာငါနဲ့ယဉ်နီးနေတဲ့အငွေ့သက်တစ်ခုကိုငါခံစားမိနေတယ်။အဲ့ဒါငါတို့ကိုတက်ဖို့လွတ်လိုက်တဲ့သူဒါမှမဟုတ်ပိုတိတိကျကျပြောရရင်နင့်ကိုတက်ဖို့လွတ်လိုက်တဲ့သူဖြစ်နိုင်တယ်။ငါတို့သာဒီပွဲကနေအသက်ရှင်ခဲ့ရင်အရာအလုံးကိုနင့်ကိုငါပြောပြတော့မယ်။ဆာရာဟာတဖြည်းဖြည်းမြင့်တက်လာပြီးလေထဲမှာရက်လိုက်တဲ့အောက်ခြေကမိစ္ဆာတက်ဖွဲ့တွေထဲကနေလည်းပုံရိပ်တစ်ခုမြင့်တက်လာတယ်။အဲ့ဒါလူသားတစ်ယောက်ပဲဘာလို့လူသားတစ်ယောက်ကမိစ္ဆာတွေဘက်ကရက်နေတာလဲလို့ယင်ကအဝေါ်ဒကြီးရေးရွတ်လိုက်တယ်။ကျွန်တော်လည်းဒါကိုတေချာကြည့်နေရင်းနဲ့အခုတော့တကယ်တိုက်ပွဲဖြစ်တော့မယ်ဆိုတာသိလိုက်ရလို့ခါကိုဆန်းလိုက်တယ်ကျွန်တော်ဝင်ပါရမလားမပါသေးပါဘူးတကယ်လို့ကျွန်တော်ကအားနဲ့တာလှုပ်လိုက်ရင်ကြည်လင်စမ်းကြောင်းတောင်တစ်ခုလုံးလူတွေနဲ့အတူပါသွားနိုင်တယ်ပိုပြီးတိကျတဲ့အရာဘာရှိမလဲဆိုတာကျွန်တော်အခန်းထဲမှာလိုက်ရှာနေမိတယ်အဲ့ဒီအချိန်မှာဆာရာဟာအဝေးကပုံရိပ်ကိုစိုက်ကြည့်ပြီးတက်တမမြောက်အကြီးကဲမတွေ့ရတာကြာပြီးတော့ရှင်ကျမကိုမှတ်မိသေးတာပဲလို့ပြောလိုက်တယ်ဆာရာထင်ကြီးစရာပဲငါတို့မျက်စိအောက်မှာတဲ့အနှစ်20လုံးပုံနေနိုင်ခဲ့တာပဲဒါကြောင့်လဲအဲ့ဒီကလေးမကိုခေါ်ပြီးဂိုင်းကနေထွက်ပြေးသွားခဲ့တာကိုအကြီးကဲရဲ့ပတ်ပတ်လည်မှာပြန်တန်းနိုင်တဲ့ဒါခုနှစ်လက်ဟာတဖြည်းဖြည်းမြင့်တက်လာပြီးသူ့ရဲ့စွမ်းအင်တွေဟာအထွတ်အထိပ်ကိုရောက်နေပါပြီသူဟာအစွမ်းကုန်တိုက်ခိုက်တော့မှာပါငါတို့တကိုင်းနေတာဖြစ်ခဲ့ဘူးတာကိုထောက်ထားပြီး Frost ကိုငါလက်ထဲအပ်လိုက်စမ်းပါဒါဆိုရင်နင့်ကိုအမြန်ဆုံးတေခွင့်ပေးမယ်မဟုတ်ရင်တော့အကြီးကဲကောင်းကင်တာအိုကိုင်းကတကယ်ပဲဒီလောက်ထိလောက်ရမှာလားအကြီးကဲကတော့အေးဆက်ဆက်ရေမောလိုက်ပြီးဓာခုနှစ်လက်ကိုလေထဲမှာဝေရန်လိုက်တဲ့အခါဓာအရှိန်ဝါတွေဟာအရက်မျက်နှာအနှံ့ကိုပြန့်ထွက်သွားတယ်အဲ့ဒီနောက်ဓာခုနှစ်လက်လုံးဟာတစ်ခုတည်းဖြစ်ပေါင်းစည်းသွားပြီးကောင်းကင်ကိုနှစ်ပိုင်းခွဲနိုင်လောက်တဲ့ပြင်းထန်တဲ့စွမ်းအင်လိုင်းကြီးတစ်ခုအဖြစ်အကာအကွယ်စီရင်ထုံးရဲ့အချက်ချစီကိုပြေးဝင်သွားပါတော့တယ်ဆာရာကဓာစီပြီးကြားကနေတားဆီးဖို့ကြိုးစားပေမဲ့အကြီးကဲကသူ့မရှိကိုရောက်နေပါပြီဆာရာခန္ဓာကိုယ်မှာလျှက်စစ်တွေဝေဝဲနေပေမဲ့အကြီးကဲရဲ့တိုက်ခိုက်ရေးဗီဇာကပိုပြီးထက်မြက်ပါတယ်သူဟာဆာရာရဲ့အားနည်းချက်ကိုတခဏချင်းမှာရှာတွေ့သွားပြီးသူ့ရဲ့လက်ကိုဓာတ်တလက်လိုတုံးကဆာရာရဲ့မိုးချိုးကာကွယ်မှုကိုဖောက်ထွင်းလိုက်တဲ့ဆာရာဟာသွေးတလုံးအန်လိုက်ရပြီးလေထဲမှာတောက်မခံနိုင်တော့ပဲဖြစ်သွားခဲ့တယ်အကြီးကဲဟာနေစင်ဆိုဝိညာဉ်တနေအဆင့်မှာနှစ်တစ်ထောင်ကျော်ရှိနေပြီဖြစ်ပြီးဆာရာကတော့အဲ့ဒီအဆင့်ကိုတော့မရောက်သေးတာကြောင့်ရှင်လို့မရပါဘူးနင်ကအဲ့ဒီကလေးမအတွက်တကယ်ပဲအသေးခံရတာပေါ့ဒါဆိုရင်လည်းအမြန်ဆုံးတည်စေရတာပေါ့အဲ့ဒီချိန်မှာပဲပြင်းထန်လာတဲ့ဓာတ်စွမ်းအင်လိုင်းကြီးကအကာအကွယ်စီရင်ထုံးကိုရိုက်ခတ်လိုက်ပြီးစီရင်ထုံးတစ်ခုလုံးပျက်စီးသွားပါတော့တယ်အားလုံးဟာတိတ်ဆိတ်ငြိမ်သက်သွားကြတယ်ဒါဟာနေစင်ဆိုပညာရှင်တယောက်ရဲ့လက်နက်ခုနှစ်လက်ရဲ့စွမ်းအားပဲလေအောက်ကမိစ္ဆာတွေကလည်းတစ်နှစ်ပတ်လုံးသူတို့ကိုတားဆီးထားတဲ့စီရင်ထုံးကြီးတစ်ခဏချင်းမှာပျက်စီးသွားတာကိုကြည့်ပြီးမြင့်တက်နေကြတယ်ဘလစ်မင်းဘာကိုစောင့်နေတာလဲတိုက်ခိုက်ကြဆန်းလို့အကြီးကဲကအမိတ်ပေးလိုက်တဲ့မိစ္ဆာတပ်ဖွဲ့ကြီးဟာဟိန်းဟောက်တန်တွေနဲ့အတူကြည်လင်စမ်းကြောင်းတောင်စီကိုအမောင်အိုင်းကြီးတစ်ခုလိုတိုးဝင်လာပါတော့တယ်စီရင်ထုံးမရှိတော့ရင်ဒီတောင်ဟာတောက်ခံနိုင်မှာမဟုတ်ပါဘူး။ဂိုင်းကောင်းဆောင်တွေအားလုံးလည်းမျက်နှာတွေပြာနှမ်းကုန်ကြတယ်။အလဲပိုင်းဒေတာကကြင်ကြံသူတွေကဒီလောက်အထိကြောက်ဖို့ကောင်းလိမ့်မယ်လို့ဘယ်သူမှထင်မထားခဲ့မိဘူး။ Frost ပြီးတော့လိုရင်ကအော်ပြောပြီး Frost ကိုဆွဲခေါ်ဖို့ကြိုးစားတယ်။ဒါပေမဲ့ကောင်းကင်ကနေစာရပြုတ်ကျလာခဲ့တယ်။သူမရဲ့အခြေအနေကတကယ်ကိုဆိုးရွားနေပါပြီ။ပြီးတော့ငါနင့်ကိုအနှစ်20ပို့ပြီးအသက်ရှင်ခွင့်ပေးခဲ့ပြီးနင်ဒီတိုင်းထွက်သွားနိုင်မယ်ထင်နေတာလား။မင်္ဂလေး Frost စီနီယာဂိုင်းကိုအခုချက်ချင်းခေါ်လိုက်ပါတော့နောက်ကျရင်အကုန်ပြီးသွားလိမ့်မယ်။ဒီစကားကိုကြားလိုက်ရတဲ့ Frost ရဲ့ရင်ထဲမှာတော့အရန်ကိုထိတ်လန့်နေခဲ့တယ်စီနီယာဂိုင်းကသူမအတွက်အများကြီးလုပ်ပေးခဲ့ပြီးအခုရန်သူကလည်းအရန်ကိုအစွမ်းထက်နေတယ်သူမကြောင့်စီနီယာဂိုင်းပါဒုက္ခရောက်သွားရင်ဘယ်လိုလုပ်မလဲဟွန်းနေဘသူကိုပဲခေါ်ကိစ္စမရှိပါဘူးအဲ့ဒီအချိန်မှာပဲကျွန်တော်ဟာဆိုင်ကနေဝယ်လာတဲ့လေဆာမီးတန်လေးကိုအိတ်ထဲမှာရှာတွေ့သွားတယ်ဒါကတခုခုတော့ထူးခြားစေမှာပါကျွန်တော်လှုပ်ဆောင်ဖို့ပြင်နေတော့မှာပဲဆာရာရဲ့စိတ်ထဲမှာအမျိုးသမီးတစ်ယောက်ရဲ့အတန်ကပဲ့တင်ထက်လာတယ်ဆာရာကောင်းမှဆန်းနေတော့ဂိုင်းချုပ်ကိုတောင်းပန်လိုက်ပါ Frost နဲ့အဲ့ဒီလှုပ်ဝက်သွေးကိုအလိုက်ဆန်းပါဒါဆိုဂိုင်းချုပ်ကနင့်ကိုကဲဖို့လူလွတ်ပေးလိုက်မယ်အဲ့ဒီရင်းနှီးနေတဲ့အတန်ကိုကြားလိုက်ရတဲ့အခါဆာရာကတော့ပြုံးယုံပဲပြုံးနေပါတော့တယ်စီနီယာမကျမဘာကြောင့်ဂိုင်းကနေအရင်ဆုံးထွက်ခွာခဲ့တယ်လို့ထင်နေတာလဲဆာရာ Frost စီနီယာဂိုင်းကိုပြောလိုက်ပါတကယ်လို့သူသာကူညီပေးမယ်ဆိုရင်ကျမမှရှိတဲ့လှုပ်ဝက်သွေးကိုသူ့ကိုဆက်တပါမယ်လို့ဆာရာကပြောပါတယ်ဆာရာကတော့အသေးခံဖို့အစ်စ်ပါပဲဒါပေမဲ့သူမဆရာရဲ့ကလေးငယ်ကိုတော့ဒီမှာအသေးမခံနိုင်ပါဘူး Frost ကျွန်တော်စီကိုအကူအညီမတောင်းရသေးခင်မှာပဲကောင်းကင်ရံမှာအနီရောင်အဆက်ကလေးတစ်ဆက်ပေါ်လာပါတယ်မျက်တောင်တစ်ခတ်အတွင်းမှာပဲအဲ့ဒီအဆက်ကလေးဟာမိတိုင်ကြီးတစ်ခုလိုအောက်ကိုတန်းတန်းမတ်မတ်ကျဆင်းလာပြီးတတမမြောက်အကြီးကဲစီကိုတဲတဲမတ်မတ်ရောက်သွားကသူ့ကိုတကိုယ်လုံးပတ်ပတ်လဲဝိုင်းသွားပါတော့တယ်သူ့ရဲ့ခန္ဓာကိုယ်မှာအနီရောင်မီးတောက်တွေတောက်လောင်လာပါတယ်သူဟာထွက်ပြေးဖို့ကြိုးစားပေမဲ့အဲ့ဒီအလင်းတန်းကနောက်ကနေမလွတ်တမ်းလိုက်ပါသွားပါတယ်အလင်းတန်းဖြတ်သွားတဲ့နေရာတိုင်းမှာမြေပြင်ဟာချော်ရည်တွေဖြစ်အကြီးပြောကုန်ကြတယ်
ကြီးကဲဟာအရှင်လက်လက်မီးလောင်ကျွမ်းသွားခဲ့ပါတယ်အဲ့ဒီနောက်အနီရောင်လင်းတန်းဟာချက်ချင်းပျောက်ကွယ်သွားပြီးဘာမှမဖြစ်ခဲ့တယ်လို့ပြန်ဖြစ်သွားပါတယ်အဲ့ဒီလောက်အစင်းမြင့်တဲ့နေစင်ဆိုဝိညာဉ်တည်းအဆင့်ပညာရှင်တယောက်ဟာပြတောင်မကြံပဲပျောက်ကွယ်သွားခဲ့ရပါတယ်တစ်တာပြင်ဘက်မှာတော့ကျွန်တော်လေးစားမီးတန်လေးကိုပိတ်လိုက်တယ်ဒါကတကယ်ကိုအစွမ်းထက်တာပဲယင်းအဆင်ပြေရဲ့လားကျမအဆင်ပြေပါတယ်စီနီယာကိုင်းအဆင်ပြေပါတယ်လို့ယင်းကပြန်ဖြေပါတယ်ကြောက်လန့်သွားတာကလွဲလို့သူမမှာဘာတန်ရာမှမရခဲ့ပါဘူးဆာရာဟာရင်းတယောက်တည်းစကားပြောနေတာကိုကြားတော့မှစီနီယာကိုင်းကသူမနဲ့စကားပြောနေပြန်ပြီဆိုတာသိလိုက်ရတယ်ယင်းလှုပ်ဝက်သွေးကိုဆက်တက်လိုက်ဒါကိုကြားလိုက်ရတဲ့ Frost ကအမြန်ပဲပြောလိုက်ပါတယ်စီနီယာကိုင်းကျမရဲ့ဆရာကလှုပ်ဝက်သွေးလို့ခေါ်တဲ့ယတနာကိုစီနီယာကိုဆက်တက်ချင်လို့ပါအဲ့ဒါကိုနောက်မှပြောကြတာပေါ့အခုလောလောဆယ်ဒီအခြေအနေကိုအရင်ရှင်းလိုက်ဦးစီနီယာကိုင်ကနောက်ဆက်တွဲကိစ္စတွေကိုအရင်ရှင်းခိုင်းတယ်လို့ Frost ကပြန်ပြောလိုက်တယ်ဘလေးဟာအန်ဂျိတ်လိုက်မိတဲ့ကောင်းကင်အထက်ကနေတစုံတစ်ယောက်ကစောင့်ကြည့်နေတယ်ဆိုတာသူသိပါတယ်သူဟာ Frost စီကိုတန်တန်မတ်မတ်ရှောက်သွားပြီးဒူးထောက်လိုက်ပါတယ်ဂိုင်းချုပ်ဆာရာဒီစစ်ပွဲကိုကျွန်တော်ပဲစတင်ခဲ့တာပါကျွန်တော်ကိုကြိုက်တယ်လို့စီရင်နိုင်ပါတယ်ကျွန်တော်ရဲ့လူတွေကကျွန်တော်မိန်ကိုနာခံခဲ့ကြတာပါသူတို့တွေကဘယ်သူမှခင်ဗျားတို့လူတွေကိုမတက်ခဲ့ကြပါဘူးသူတို့ကိုချမ်းသာပေးပါသူတို့ကိုအေးခဲနေတဲ့မြောက်ဖက်ဒေတာကိုခေါ်သွားပြီးဘယ်တော့မှပြန်မလာတော့ပါဘူးလို့မိမိလူမျိုးတွေအသက်ရှင်ဖို့အတွက် Blaze ကနောက်ဆုံးနည်းလမ်းအနေနဲ့တောင်းပန်လိုက်ပါတယ်ဂိုင်းကောင်းဆောင်တွေကတော့ဒေါသထွက်နေကြပေမဲ့ Blaze ရဲ့ပုံစံကိုကြည့်ပြီးဘာမှမပြောနိုင်တော့ပါဘူးသူတို့အားလုံးဆာရာကိုလှည့်ကြည့်ကြတယ်ဒါကငါဆုံးဖြတ်ရမှာမဟုတ်ဘူးစီနီယာဂိုင်းကိုပဲဆုံးဖြတ်ခိုင်းလိုက်ပါတစ်တာအပြင်ဘက်ကနေကျွန်တော်အကုန်ကြားနေရပါတယ်တကယ်တော့သူတို့ကလူဆိုးတွေမဟုတ်ကြပါဘူးအကြီးအကဲကသူတို့ကိုအတင်းအကျပ်ခိုင်းစေခဲ့တာကနောက်ပြီးပိုရေးကြည့်တာကဒီမိစ္ဆာတွေထဲမှာကြောင်မလေးတွေပါနေတာပဲကောင်းပြီလေသူတို့ကိုဒီမှာပဲထားလိုက်ကြတာပေါ့ Frost ကတော့သူမနာကြမသလားဆိုပြီးကြောင်ကြည့်နေမိတယ်စီနီယာဂိုင်းကနင်တို့ကိုလက်ခံလိုက်ပြီးတဲ့ကျွန်တော်တို့ကိုလက်ခံလိုက်တယ်အဲ့ဒါကဘာကိုဆိုလိုတာလဲတာမန်လူတွေအိမ်မွေးတရိတ်ဆန်မွေးတယ်လို့မျိုးလားလို့ Blaze ရဲ့ရင်ထဲမှာဒေါသတွေထွက်လာတယ်သူတို့ဟာအခုအဲ့ဒီပုံကိုရဲ့လက်ခုပ်ထဲကရေးဖြစ်နေပေမဲ့မိစ္ဆာတွေမှာလည်းတိတ်ခါတော့ရှိသေးတာပေါ့သူတခုခုမပြောခင်မှာပဲကြည်လင်စမ်းချောင်းတောင်နာကိုကောင်းကင်ကနေအေယာမအနီရောင်ရာကြီးတစ်ခုပြုတ်ကျလာပါတယ်အားလုံးလှည့်ကြည့်လိုက်တဲ့အခါတောင်ငယ်လေးတစ်လုံးလောက်ရှိတဲ့အသားတုံးကြီးတစ်ခုမြေကြီးပေါ်စိုက်ဝင်သွားပြီးမွေးကြိုင်တဲ့အနံ့တွေနဲ့ဝိညာဉ်စွမ်းရည်တွေပြန့်လွင့်သွားပါတော့တယ်စီနီယာဂိုင်ကဒါဟာနင်တို့အတွက်အစားအစာတွေမလောက်ရင်အများကြီးရှိသေးတယ်လို့ပြောတယ် Blaze ဟာအေယာမအသားတုံးကြီးကိုကြည့်ပြီးပါဆက်အဟောင်းသားဖြစ်သွားခဲ့တယ်ဒါကကျွန်တော်တို့အတွက်လားဟုတ်တယ်သွားစားကြတော့လူမစားကြနဲ့နော်မိစ္ဆာတွေဟာအဲ့ဒီအသားလုံးကြီးစီကိုအပြေးလွှားသွားကြပါတော့တယ်တစ်သက်လုံးဆင်းရဲလာခဲ့တဲ့သူတို့တွေဟာဒီလောက်အဆင့်မြင့်တဲ့မိစ္ဆာသားရဲသားမျိုးကိုတခါမှမမြင်ဘူးကြပါဘူးမင်္ဂလိ Frost ခင်ဗျားကတကယ်ကိုပညာရှိတာပဲအမှန်တော့ကျွန်တော် Blaze ကမွေးကလေးကခွေးမိစ္ဆာပါအားလုံးကကျွန်တော်ကိုဝန်ပလွေလို့ထင်နေကြတာကျွန်တော်ရဲ့တကယ်ဘဝမှန်ကိုရှာဖွေပေးတဲ့စီနီယာကိုင်းကိုကျေးဇူးတင်ပါတယ်လို့ပြောပြီး Blaze ဟာအယိုးကိုလိုက်ဖမ်းတဲ့ခွေးတစ်ကောင်လိုပဲအသားလုံးကြီးစီကိုခေါ်သွားပါတော့တယ်ခွေးဖြစ်ရတာဘာဆိုးလို့လဲခွေးဖြစ်ရတာတကယ်ကိုကောင်းတာပေါ့မိစ္ဆာတွေအစားအစာစီကိုပြေးသွားတာကိုကြည့်ပြီးကြည်လင်စမ်းချောင်းတောင်ကကြင်ကြံသူတွေကလည်းမနာလိုဖြစ်နေကြတယ်မင်္ဂလိ Frost ကျွန်တော်လည်းခွေးဖြစ်နိုင်ပါတယ်လို့တယောက်ကပြောတဲ့အခါစီနီယာဂိုင်ကထွက်သွားတော့လို့ပြောနေတယ်လို့ Frost ကပြန်ပြောလိုက်တယ်ကျွန်တော်ကနောက်ပြောင်လိုက်တာပါဒါနဲ့အဲ့ဒီအသားကဘာလို့ကြက်ပေါင်နဲ့တူနေရတာလဲစီနီယာဂိုင်ကတကယ်ပဲဖိနှိမ့်တဲ့တကောင်ကိုတက်လိုက်တာလားတစ်တာအပြင်ဘက်မှာတော့ကျွန်တော်ဟာချက်ကြော်ပုံတွေကနောက်ဆုံးသားတတုံးကိုစားလို့ပြီးသွားပါပြီတစ်တာလေးကိုပစ်ထည့်လိုက်တာကကျွန်တော်စားနေတဲ့ချက်ကြော်တတုံးပါပဲတာမန်ချက်သားတတုံးကကြင်ကြံချင်းကဘာထဲမှာဖိနစ်သားဖြစ်သွားလိမ့်မယ်လို့ကျွန်တော်မထင်ထားခဲ့မိပါဘူးအခုတော့မွန်လွဲပိုင်းတောင်ရောက်နေပါပြီတနေ့ကုန်စစ်မြေပြင်ကိုရှင်းလင်းပြီးနောက်မှာတော့လူသားတွေနဲ့မိစ္ဆာတွေဟာအတူတူပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်ဆာရာကကျွန်တော်ကိုလှုပ်ဝက်သွေးဆက်တတ်ချင်တယ်လို့ Frost ကအစောပိုင်းမှာပြောခဲ့တာကြောင့်ကျွန်တော်အဲ့ဒါကိုနှိုက်ယူဖို့ပြင်လိုက်တယ်ဒါပေမဲ့တစုံတစ်ယောက်ကိုထိခိုက်မိမှဆိုတာကြောင့်ကျွန်တော်ဇာကနာကိုပဲပြန်သုံးဖို့ဆုံးဖြတ်လိုက်တယ်ကြည်ကြံချင်းကဘာထဲမှာတော့အေယာမရွှေရောင်လက်ဝါးကြီးတစ်ခုဟာတိမ်တိုက်တွေကြားကနေတဖြည်းဖြည်းဆင်းသက်လာခဲ့တဲ့မြေပြင်ပေါ်ကမိစ္ဆာတွေဟာချက်ချင်းပဲတူးထောက်လိုက်ကြပြီးဒဏ်ရာရထားတဲ့ဆာရာတော်မှတုံရင်နေတာကိုမရက်တတ်နိုင်ခဲ့ပါဘူးအဲ့ဒီနောက်အေယာမလက်ဝါးကြီးကရုတ်တရက်ပျောက်ကွယ်သွားတော့မှအားလုံးတပြင်းချနိုင်ပါတော့တယ်အဲ့ဒီပြင်းထန်လာတဲ့ဖိအားကြောင့်အစင်းနှိမ့်မိစ္ဆာတချို့ဆိုရင်မေ့လဲသွားကြတဲ့အထိပါပဲခဏကြာမှာတော့ကောင်းကင်ကနေအေယာမတံမဏိတိုင်ကြီးနှစ်ခုဆင်းသက်လာတဲ့ Frost ကအိတ်လေးတအိတ်ကိုအဲ့ဒီဘေးမှာအမြန်ချပေးလိုက်တဲ့အခါတံမဏိတိုင်ကြီးတွေကအိတ်ကိုညှင်းတာစွာညှက်ယူပြီးပြန်တည်သွားပါတော့တယ်သူတို့ပျောက်ကွယ်သွားတော့မှလူတိုင်းအသက်ကိုဝါဝါရှူနိုင်ကြတယ်အဲ့ဒီအငွေ့တက်ရဲ့လေးလံမှုကသူတို့ရဲ့နှလုံးသားကိုရင်ဘတ်ထဲကနေညှစ်ထုတ်လိုက်တယ်လို့ခံစားခဲ့ရတာပါနေဦးခဏလေးလို့ Blaze ကကောင်းကင်ကိုအော်ပြောရင်းဝိုင်းဆက်နေတဲ့ကြောက်တုံးတစ်ခုကိုအသေးအတန်ထုတ်လိုက်တယ်အရှင်မင်းကြီးဒါကကျွန်တော်ဘိုးဘွားတွေစီကဆင်းသက်လာတဲ့မိစ္ဆာသားရဲ့ဦးပါရှေးဟောင်းတကားမျိုးနွယ်တကောင်အထဲမှာအိတ်ဆက်နေတယ်လို့ပြောကြပါတယ်ကျေးဇူးပြုပြီးလက်ခံပေးပါအဲ့ဒီစကားကြောင့်ထွက်ခွာသွားတဲ့တံမဏိတိုင်ကြီးတွေကပြန်ဆင်းလာပါတယ် Blaze ကအဲ့ဒီဦးကိုသူ့ကောင်းပေါ်မြောက်တင်ပေးလိုက်တဲ့အခါတိုင်ကြီးတွေကညင်သားစွာညှက်ယူပြီးကောင်းကင်ထဲကိုပြန်တည်သွားပါတော့တယ်အရှင်မဆာရာကျွန်တော်တို့အားလုံးစီနီယာကိုင်းရဲ့ကောင်းချီးကိုရရှိခဲ့ကြပြီးဒီကန္နာရထဲမှာအတူတူပိတ်မိနေကြတာဆိုတော့အင်အားချင်းပူးပေါင်းကြရင်မကောင်းဘူးလားလို့တယောက်ကအကြံပြုပါတယ်အကြီးကဲနဲ့တိုက်ပွဲဖြစ်ပြီးနောက်မှာတော့ဒီကန္နာရအတွက်တကယ်အနေရကအတွင်းကလာတာမဟုတ်ပဲအပြင်ကလာတာဆိုတာအားလုံးနားလည်သွားကြပြီလေအကြီးကဲတယောက်ထဲနဲ့တင်အားလုံးကိုဒုက္ခပေးနိုင်ခဲ့တာဆိုတော့သူတို့သာစီးလုံးမှုမရှိရင်တယောက်ပြီးတယောက်အသက်ခံရဖို့ပဲရှိတာပေါ့ဆာရာကတော့စီနီယာကိုင်းဟာ Frost ရဲ့တာအိုယိုဂါကိုအလိုရှိနေတာလို့ထင်ခဲ့ပေမဲ့အခုအခြေအနေတွေကိုကြည့်ရတာသူကအဲ့ဒါကိုစိတ်ဝင်စားဖို့မရပါဘူးသူလုပ်သမျှက Frost ကိုဘေးကင်းအောင်ကာကွယ်ပေးတာပဲရှိတာပါဒါကြောင့်ဆာရာကကောင်းပြီလေငါသဘောတူတယ်လို့ပြောလိုက်တယ်အဲ့ဒီညမှာတော့ Frost ဟာကောင်းကင်ကိုကြည့်ရင်းစီနီယာကိုင်းအကြောင်းကိုတွေးနေမိတယ်အဲ့ဒီနောက်ဆာရာကသူ့မနောက်ကိုရောက်လာပြီးကောင်းကင်ကိုအတူတူမေးကြည့်နေခဲ့တယ်ဆရာစီနီယာကိုင်းကတကယ်ပဲကပ်ပေးပင်လေကနေလာတာလို့ထင်လားဟင်သူကမတေမျိုးတစ်ပါးဖြစ်မယ်လို့ကျွန်မခံစားနေရတယ်မတေမျိုးလားဒါပေမဲ့မတေမျိုးတွေကဒီလောကကိုဆင်းသက်လို့ရပါမလားဆာရာလည်းမတေချပါဘူးဒါပေမဲ့ကောင်းကင်ကပေးသနာထားတဲ့တာအိုယိုးကိုမြင်ရပါလေရဲ့နဲ့ဘာမှမဖြစ်တယ်လို့နေနိုင်တဲ့သူကမတေမျိုးကလွဲလို့တခြားဘယ်သူရှိနိုင်အောင်မလဲသူကနင့်ကိုရွေးချယ်ခဲ့တာဆိုတော့နင့်ရဲ့ပါရမီတစ်ခုခုကိုမြင်လို့ဖြစ်မှာပါနင့်ရဲ့တာအိုယိုးကစွမ်းရည်အများကြီးလိုအပ်တာကြောင့်အဆင့်တက်တာနှိမ့်နေတာမတေမျိုးတွေကငါတို့လိုကြင်ကြံသူတွေနဲ့မတူဘူး
သူတို့လှုပ်ဆောင်ချက်တိုင်းမှာကံကြမ္မာအကျိုးပေးတွေပါဝင်နေတယ်ဒါကြောင့်နောက်ဆိုရင်စီနီယာကိုအရန်အကူအညီမတောင်းပါနဲ့သူလှုပ်ဆောင်လိုက်တဲ့အရာတိုင်းကသူ့အပေါ်ကိုကံကြမ္မာရဲ့တုတ်ပြန်မှုတွေပြန်ရောက်သွားနိုင်လို့ပဲအဲ့ဒီနောက်မှာတော့ဆာရာဟာနှစ်ပေါင်းများစွာဖုံးကွယ်ထားခဲ့တဲ့အကြောင်းအရာတွေကို Frost ကိုပြောပြပါတော့တယ် Frost ရဲ့မိခင်ဟာဆာရာရဲ့ဆရာဖြစ်တယ်လို့ကောင်းကင်တာအိုကိုင်းချုပ်ရဲ့သမီး Rain ကပဲဖြစ်ပါတယ် Rain ဟာငယ်စဉ်ကကပ်ပေးပင်လယ်ထဲကိုတွားခဲ့ပူပြီးပြန်ရောက်လာတဲ့အခါ Frost ကိုမွေးဖွားခဲ့တာပါဒါပေမဲ့ Frost ကိုမွေးတဲ့နေ့မှာအမှောက်စွမ်းအင်တချို့ထွက်ပေါ်လာတာကြောင့်ကောင်းကင်တာအိုကိုင်းရဲ့တန့်စင်တဲ့သမီးတော်ဟာမိစ္ဆာမျိုးနွယ်နဲ့ပေါင်းဖက်ခဲ့တယ်ဆိုပြီးတလောကလုံးကပြောဆိုလာကြတယ် Rain ရဲ့ဖခင် Boss ဟာအသက်ကြီးပြီးအဆင့်မတက်နိုင်ပဲဖြစ်နေတာကြောင့်ဂိုင်းမှာသူ့ရဲ့ဩဇာအာဏာတွေကျဆင်းနေခဲ့တယ်ဒါကြောင့်သူ့နေရာကိုထိမ့်သိမ်းဖို့အတွက်သူ့ရဲ့သမီးရင်းကိုတောင်ပြန်ရောင်းစားခဲ့တာပါ Rain ဟာဂိုင်းရှိမှာပဲကိုအဆုံးစီရင်သွားခဲ့တယ်သူမဟာ Frost မှာတာအိုယိုပါလာမန်တီတာကြောင့်အဲ့ဒါကိုအလူမခံရအောင်ဆာရာကို Frost အားအဝေးကိုခေါ်သွားဖို့မှာကြားခဲ့ပါတယ်ဆာရာလည်းစွမ်းအင်နဲ့ပါပြီးလူသူမရှိတဲ့ဒီကနာရတဲ့ကိုခေါ်လာခဲ့တာပါဒါပေမဲ့အနှစ်20ကြာမှတော့သူတို့တည်သွားခဲ့ကြပြန်ပြီဒီစကားတွေကိုကြားလိုက်ရတဲ့ Frost ကတော့ဘာမှမပြောနိုင်ပဲငိုင်နေပါတော့တယ်သူမရဲ့နောက်ခံသမိုင်းကြောင်းကဒီလောက်အထိရှုပ်ထွေးလိမ့်မယ်လို့သူမတခါမှမတွေးခဲ့ဘူးပါဘူးကောင်းကင်တာအိုကိုင်းရဲ့တန့်စင်တဲ့သမီးတော်ရဲ့သမီးဖြစ်တယ်လို့မိစ္ဆာမျိုးနွယ်ကနေဆင်းသက်လာပြီးကောင်းကင်ကပေးတဲ့တာအိုယိုးကိုလည်းပိုင်ဆိုင်ထားသူပေါ့အနည်းဆုံးတော့နင်းစီနီယာကိုင်းကိုရှာတွေ့ခဲ့တာပဲအဲ့ဒါကတည်းကနင်းကိုအများကြီးကယ်တင်ပေးပြီးသားဖြစ်သွားပြီလို့ဆာရာကပြောပါတယ်အနှစ်20လုံးကြောက်လန့်တကြားနေခဲ့ရတဲ့ဆာရာဟာဒီညမှာတော့စိတ်အေးသွားနိုင်ပါပြီစီနီယာကိုင်းသာရှိနေရင်သူမကိုယ်တိုင်အသက်မရှင်ရင်တောင် Frost ကတော့အသက်ရှင်မှာတေချာတယ်လေကျွန်တော်လည်းအဲ့ဒီနေရာမှာတင်မြင့်တက်နေမိတယ် Frost ရဲ့နောက်ခံကဒီလောက်တောင်ရှုပ်ထွေးတာလားကောင်းပြီလေဒါတွေကိုမနှက်ဖြန်ကြမှာပဲစဉ်းစားတော့မယ်နောက်တနေ့မနက်နိုးလာတဲ့အခါမှာတော့မနေ့ကတစ်တာတဲကနေကျွန်တော်ထုတ်ယူထားသမျှအရာအလုံးဟာအပြင်လောကမှာအရွယ်စားအပြည့်စုံဖြစ်နေတာကိုတွေ့လိုက်ရတယ်ဝိညာဉ်အိတ်လျှို့ဝှက်သွေးကြောက်ဥတလုံးနဲ့အကြီးကဲစီကရလာတဲ့ပြန်တန်းနိုင်တဲ့ဓာတ်ခုနှစ်လက်တို့ဖြစ်ပါတယ်ဒါတွေအလုံးကအစင်းမြင့်လက်နက်တွေလို့ Frost ကပြောပြတယ်အဲ့ဒါအပြင်စမ်းကြောင်း1000လို့ခေါ်တဲ့ကျင့်စဉ်တစ်ခုလည်းပါလာပါတယ်ဟုတ်တယ်ကျွန်တော်တကယ်လောကမှာကျင့်ကြံကျင်သူတွေဆိုရင်ကင်ဆာရောဂါလည်းမဖြစ်တော့ဘူးမဟုတ်လားကျွန်တော်စမ်းကြောင်း1000ကျင့်စဉ်ကိုဖွင့်ပြီးစတင်ဖတ်ရှုပါတယ်ဒါပေမဲ့ဖတ်เสียရတော့မလိုပါဘူးအဲ့ဒီကျင့်စဉ်စာအုပ်ကိုနဖူးမှာကတ်လိုက်တာနဲ့အသိပညာတွေကသူ့အလိုလိုစီးဝင်လာပါတော့တယ်နားမလဲတဲ့အစိတ်ပိုင်းတချို့ကိုတော့ Frost ကိုပဲရှင်းပြခိုင်းရတယ်ရက်ပေါင်းများစွာအကုန်လုံးသွားပြီးတလားလောက်ရှိလာတဲ့အထိကျွန်တော်အပြင်ကိုတခါမှမထွက်ဖြစ်တော့ဘူးပစ္စည်းပို့တဲ့သူတွေဆိုရင်ကျွန်တော်လိပ်စာကိုအလွတ်တောင်ရနေကြပါပြီအဲ့ဒီအတော်တွင်းမှာတော့ဆာရာဟာမိစ္ဆာတွေနဲ့ကျင့်ကြံသူတွေကိုဥဆောင်ပြီးပြန်လည်တိဆောက်ရေးတွေလုပ်နေပါတယ်သူတို့ဟာကြည်လင်စမ်းကြောင်းတောင်ကိုစွန့်ခွာပြီးမိစ္ဆာတွေရဲ့ဘိုးဘွားပိုင်မြေမှာအဆောက်အဦအသစ်တွေဆောက်ပြီးအခြေချနေထိုင်ကြပါတယ်အဲ့ဒီတလအတွင်းမှာပဲ Frost ဟာအေယာမသားရဲလက်သေးကြီးတစ်ခုလုံးကိုတယောက်တည်းစားလို့ပြီးသွားခဲ့ပြီးပြင်းထန်လာတဲ့ဝိညာဉ်စွမ်းအင်တွေနဲ့မနာရန်လေ့ကျင့်မှုကြောင့်သူမဟာခြိတန့်စင်ခြင်းအဆင့်ရဲ့16ဆင့်ထိရောက်သွားခဲ့ပါပြီတာမန်လူတွေက10ဆင့်မှာအဆင့်တက်ကြပေမဲ့ Frost ကတော့အဆင့်20အထိလိုအပ်ပါတယ်ဒါကကောင်းကင်တာအိုယိုးပိုင်ဆိုင်ထားတဲ့သူရဲ့ဝင်ထုံးဝင်ပိုးပါပဲတနေ့မှာတော့လီယိုကဖုန်းဆက်လာပါတယ်ဟေးဘာတွေဖြစ်နေတာလဲအပြင်ထွက်ခဲ့ဦးလေငါတို့အတူတူမတော့ဖြစ်တာကြာပြီးတဲ့မကြခင်မှာပဲကျွန်တော်လီယိုတို့အိမ်သားကအသားကင်ဆိုင်ကိုရောက်သွားတယ်လီယိုကအဲ့ဒီမှာစောင့်နေပါပြီစကားပြောရင်းနဲ့လီယိုလည်းအလုပ်ပြုတ်သွားမှန်းသိလိုက်ရတယ်သူ့ရဲ့ဖခင်ကြောင့်ကနာမည်ကြီးနေတော့မှပဲတယောက်ယောက်ကအယူသီးမှုတွေပြန့်ပွားနေတယ်ဆိုပြီးတိုင်လိုက်တာကြောင့်ပိတ်လိုက်ရတာပါအရာအလုံးကိုနားထောင်ပြီးတဲ့နောက်ကျွန်တော်ဝန်ချင်းတောင်ပေါ်ကိုပြန်တက်ဖို့ဆုံးဖြတ်လိုက်တယ်အခုတော့အကောင်းဆုံးလုပ်ရတော့မှာပေါ့နိုင်ရင်အနေငယ်ကြတော့ဖခင်เจ้าကိုရောက်သွားပြီးလီယိုရဲ့ဆရာနဲ့တွေ့ပါတယ်မင်းကလီယိုရဲ့တငယ်ချင်းမဟုတ်လားဟုတ်ပါတယ်မင်းနဲ့စကားခဏပြောချင်လို့ပါလီယိုကကလေးကောင်းတစ်ယောက်ပါသူလည်းအသက်30နားနီးနေပြီးသူ့ကိုစကားကောင်းလေးတွေပြောပြပါဦးတာဝပညာရှင်ဖြစ်ရတာအရင်လိုမဟုတ်တော့ဘူးအခုခေတ်မှာနာမည်ကြီးတဲ့သူတွေပဲပတ်စံရတာငါနဲ့နေရင်သူတိုးတက်မှာမဟုတ်ဘူးကြည်စမ်းငါဖခင်เจ้าတော့မရှိတော့ဘူးကျွန်တော်တော့မသိဘူးလေတာအိုရင်ကျေးမှုကိုဝါသနာပါတဲ့လူငယ်တွေအများကြီးရှိနေသေးတာပဲဒါကတခြားစီပါသူတို့လိုချင်တာကပုံမြင်တွေကလိုမသိမျိုးတွေလေတကယ်လို့တာအိုမှာမသိမျိုးတွေတကယ်ရှိရင်ငါတို့အခုလိုဖြစ်ပါမလားတကယ်ရှိနိုင်တာပဲလေပြီးခဲ့တဲ့အပတ်ကလူတွေအများကြီးတန်းစီနေတာတွေ့တယ်မဟုတ်လားအဲ့ဒါကငှက်တကောင်ပြန်သွားလို့ကြည့်နေကြတာပါဘာပဲဖြစ်ဖြစ်ငါနောက်လာကြရင်အနားယူတော့မယ်ဒါကလီယိုအတွက်ဒီလစာပဲသူ့ကိုပေးလိုက်ပါဦးဆိုပြီးသူကစာအိတ်တအိတ်ပေးကတောင်အောက်ကိုဆင်းသွားပါတော့တယ်ကျွန်တော်လည်းအဲ့ဒီစာအိတ်ကိုတိတ်လိုက်ပြီးကောင်းကင်ကိုမေးကြည့်ရင်အတွေးနဲ့ချက်နေမိတယ်အချိန်တွေကုန်လွန်သွားပြီးညနေလာတဲ့အခါမှာတော့အချိန်ရောက်ပါပြီကျွန်တော်ထပ်လိုက်ပြီးဖះเจ้าနောက်ဘက်ကတောအုပ်ထဲကိုရှောက်သွားခဲ့တဲ့ဝိညာဉ်အိတ်ထဲကနေစိမ့်ပြရောင်ကြောက်တုံးလေးတစ်တုံးထုတ်လိုက်တယ်အဲ့ဒီကြောက်တုံးထဲမှာတွေးရောင်လိုအနီရောင်ကြီးမြင်တွေဝဲနေပါတယ်ဒါဟာလှုပ်ဝက်သွေးပါပဲရင်းကတက်ပေးပင်လဲကနေတည်လာတဲ့ယတနာပေါ့အဲ့ဒါကကံကြမ္မာကိုပြောင်းလဲပေးနိုင်တယ်လို့ပါရမီမပါတဲ့သူကိုလည်းကျင့်ကြံသူဖြစ်လာအောင်လုပ်ပေးနိုင်ပါတယ်ကျွန်တော်အသက်ကိုဝါဝရှူလိုက်ပြီးကြောက်တုံးကိုလက်နဲ့ညှစ်ချလိုက်တယ်အနီရောင်ရည်တွေကကျွန်တော်ခန္ဓာကိုယ်ထဲကိုစီးဝင်သွားပါတော့တယ်စက္ကန့်ပိုင်းတွင်းမှာပဲစွမ်းအင်လိုင်းကြီးတစ်ခုကကျွန်တော်စီကိုရိုက်ခတ်လာတယ်ကျွန်တော်စမ်းကြောင်း1000ကျင့်စဉ်ကိုအမြန်ဆုံးအသုံးပြုပြီးအဲ့ဒီစွမ်းအင်တွေကိုစုပ်ယူလိုက်တယ်ခြိတန့်စင်ခြင်းအဆင့်1အဆင့်2အဆင့်3အဆင့်10အထိတောက်လျှောက်ရောက်သွားပါတော့တယ်တမျိုးလုံးရဲ့ကြည်လင်နေတဲ့လာတာညဟာတခဏချင်းမှာပျောက်ကွယ်သွားပြီးကောင်းကင်ယံမှာမိုးကြိုးတန်တွေဟိမ့်ထွက်လာပါတော့တယ်မောင်မိုက်နေတဲ့ကောင်းကင်ယံမှာလျှက်စီးတန်းတွေဟာတလိုင်းပြီးတလိုင်းဝေးဝဲနေခဲ့တဲ့အနီးနားမှာစခန်းချနေတဲ့သူတချို့ဟာသူတို့ရဲ့တဲတွေထဲကနေထွက်လာပြီးကောင်းကင်ကိုကြည့်ကဆဲဆူနေကြတယ်သူတို့လည်းသူတို့ရဲ့ပစ္စည်းတွေကိုတင်ဆေးဖို့ပြင်ကြတာပေါ့ဟေးဟိုမှာကြည်စံဖះเจ้าနားမှာလျှက်စီးတန်းတစ်ခုဟာကောင်းကင်ကိုခွဲထွက်သွားပြီးလေထဲမှာဝေးဝဲနေတဲ့ပုံရိပ်တစ်ခုကိုသွားမှန်ပါတော့တယ်အဲ့ဒီမြင်ကွင်းဟာအရန်ကိုထင်ရှားလွန်းတာကြောင့် TNI တမျိုးလုံးကတတိထားမိသွားကြတယ်ဝန်ချင်းတောင်ပေါ်မှာတယောက်ယောက်ကအဆင့်တက်ဖို့မိုးကြိုးတန်ခံယူနေတာလားတကယ်ပဲမိုးကြိုးတန်ခံယူနေတဲ့သူရှိတာလားအဲ့ဒီနေ့ကအပေါ်မှာတယောက်ယောက်ပြန်နေတယ်လို့ငါပြောသားပဲကိုခုမြောက်လျှက်စီးတန်းကျဆင်းလာပြီးနောက်မှာတော့တိမ်တိုက်တွေဟာတဖြည်းဖြည်းကွဲထွက်သွားပြီးလောကကြီးတစ်ခုလုံးတိတ်ဆိတ်သွားပါတော့တယ်ကျွန်တော်လည်းသူတို့နဲ့အတူပျောက်ကွယ်သွားခဲ့တယ်အဲ့ဒီညမှာပဲ TNI မျိုးအနှံ့ကလူတွေဟာဝန်ချင်းတောင်ပေါ်ကိုအလုံးရင်းနဲ့တက်လာကြတာကြောင့်ဖះเจ้าမှာလူတွေပြည့်နေသွားခဲ့တယ်ဆရာကြီးဟာအပြင်ကိုထွက်လာပြီးမေးကြည့်နေမိတယ်ဒီထဲမှာမသိမျိုးတစ်ပါးကြင်ကြံနေတယ်လို့မင်းတို့အားလုံးထပ်ပြီးထင်နေကြပြန်ပြီလားလို့သူကပြောလိုက်တယ်လီယိုရဲ့အလုပ်တွေကတော့နောက်ဆုံးမှအရာထင်သွားခဲ့ပြီထင်ပါတယ်
TNI မျိုးရဲ့အထက်ကောင်းကင်ယံမှာတော့ကျွန်တော်ဟာလေထဲမှာဝေးဝဲနေခဲ့တယ်ကျွန်တော်ကျင့်ကြံခြင်းကဘာတွေကအခြေခံနည်းလမ်းတစ်ခုဖြစ်တဲ့ကိုရောင်ဖြောက်ကျင့်စဉ်ကိုအသုံးပြုထားတာပါဒါဟာတာမန်လူတွေကိုလှည့်စားဖို့အတွက်လုံလောက်ပါတယ်ကျွန်တော်မရေပဲမနေနိုင်တော့ဘူးလျှို့ဝှက်သွေးကကျွန်တော်ကိုချီတန်းဆင်ခြင်းအဆင့်ကနေကြော်လွန်ပြီး foundation ပေးတင်အခြေခံအဆင့်စီကိုတန်းတန်းမတ်မတ်ပို့ဆောင်ပေးခဲ့ပြီလေအခုဆိုရင်ကျွန်တော်ဟာဝိညာဉ်စွမ်းရည်တွေကိုတိတိကျကျထိန်းချုပ်နိုင်ပြီဖြစ်လို့ကျွန်တော်ခန္ဓာကိုယ်ထဲကကင်ဆာဆဲတွေကိုတစ်ခုမကြံလိုက်လံချေမှုန်းနိုင်ပါပြီကျွန်တော်ဒီယောဂဆိုကနေထာဝရလွတ်မြောက်သွားပါပြီကျွန်တော်အောက်ကမြို့ပြအလှပတွေနဲ့ကားလမ်းမတွေကိုငုံကြည့်ရင်အတွေးပေါင်းများစွာဝင်လာမိတယ်အခုကစပြီးငါအမဲသားစားတာကိုရက်တင်ပြီလားဆိုပြီးတော့ပေါ့ဇလန်းကပြီးဆုံးသွားပါပြီဗျာအားလုံးကိုချစ်တယ်နော်အာဘွားမုံမွား